အားလုံးပဲမင်္ဂလာပါရှင်။ We Audio Book မှာပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့စာရေးသူဆရာမဂျူရေးသားထားတဲ့မရှိမဖြစ်မို့ဆိုတဲ့စာအုပ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အခန်း1တောက်ကြနေ့ခင်း3နာရီသည်ခါတိုင်းနေ့ခင်း3နာရီများကဲ့သို့အတိတ်ပဲကင်းမဲ့လျက်ရှိသည်3နာရီအချိန်များတွင်သူဖတ်ဖူးသောဝတ္ထုတစ်ပုဒ်ထဲမှစာကြောင်းတစ်ခုကိုအမြဲလိုတတိယလေးရှိ၏စာရေးဆရာနာမည်လည်းမမှတ်မိဝတ္ထုနာမည်လည်းမမှတ်မိသူမှတ်မိသည်ကဝတ္ထုထဲမှအဓိကဇာတ်ဆောင်၏နာမည်သာဖြစ်သည်မွန်စီယိုအန်တိုနီရိုခွာတင်ဆိုသောခက်ကြောင်ကြောင်လူတစ်ယောက်ပဲနေ့လယ်3နာရီဆိုသောအချိန်သည်တင့်အတွက်တစုံတစ်ခုပြုလုပ်ရန်နောက်ကျလွန်သွားချိန်သို့မဟုတ်စောလွန်သေးချိန်ဖြစ်သည်တဲ့ရခင်ကထိုစာကြောင်းကိုတတိလျလျင်စိတ်ထဲကပြုံးမိတော့လဲယခုတော့သူသဘောတူသွားပြီတကယ်ကိုပင်နေ့ကင်း3နာရီသည်တစုံတစ်ခုပြုလုပ်ရန်နောက်ကျလွန်နေပြီသို့မဟုတ်လဲစောလွန်နေသည်နည်းနည်းမှတက်ကြွဖွယ်ရာမရှိသောအချိန်တစ်ခုဖြစ်သည်အထူးသဖြင့်ယခုလိုရာသီဥတုမျိုးမှာပေါ့ရုံခန်းအပြင်ဘက်တွင်ပတ်ဝန်းကျင်တစ်ခုလုံးမှိုင်းမှောင်လျက်ရှိသည်တနေ့လုံးမပြတ်ဘဲတဖွဲဖွဲရွာနေသောမိုးသည်လူတွေ၏စိတ်ကိုပုံမထိုင်းမိုင်းအောင်ဖန်တီးနေ၏တစင်းမြိတ်မှမိုးရေစီးကြတန်သည်လေးတွဲသောဂီတတန်တစ်ခုလိုပြင်းလိငင်းငွေစွာထွက်ပေါ်လျက်ရှိသည်ရွှေကုန်းတိုင်လမ်းမပေါ်မှာအရှိန်ပြင်းစွာဖြတ်တန်းသွားသောကားကြီးကားငယ်တို့၏အတန်များရုံခန်းထဲသို့တစ်ချက်ဝင်ရောက်လာတတ်သည်ကလွဲ၍ပတ်ဝန်းကျင်သည်မိုးတန်တဲတဲဖြင့်ဖုံးလွှမ်းနေသည်ဆရာသူ့အနီးသို့မိုးရနံ့တစ်ခုရောက်လာ၍သူမော့ကြည့်လိုက်သည်အားလုံးပြီးသွားပြီဆရာအဲ့ဒါစစ်ဆေးပြီးရင်ဆရာလက်မှတ်ထိုးလိုက်ရုံပဲသူ့အနီးတွင်လာရက်သောမိန်းကလေး၏အပြုံးကလေးမှာချိုမြနေသည်ပြေဖောင်းသောနှကန်းကလေးကပန်းရောင်တောက်ပနေ၏သူတွက်လက်စအယောင်ခမှန်းချေစီရင်သည်စုဒါလီဟန်၏အပြုံးအောက်တွင်ဝေဝါးသွားသည်ကြောလေခန့်ရှိလျားဖြောက်ဆင်းသောစပင်ပြော့ကလေးများထံမှမိုးရနံ့တစ်ခုသည်သူ့ကိုရစ်မှုအောင်ပြုစားလျက်ရှိရာသူမှလှမ်းပေးသောအစီရင်ခံစာပေါ်ကကဏ္ဍများစလုံးများကိုတော်တော်နဲ့အာယုံစူးစိုက်မရပဲဖြစ်နေ၏ထားခဲ့လေဒါလီတော်တော်ကောင်းတဲ့ရင်မွေးနံပဲဘာရင်မွေးများပါလဲသူမစီမဆိုင်တစ်ချက်တွေးပြီးစိတ်ထဲတွင်ပြုံးလိုက်မိလေသည်ကဲရင်မွေးနာမည်သိရတော့မင်းဘာလုပ်မှလဲဒါနဲ့ဆရာ3နာရီခွဲမှာ appointment တစ်ခုရှိရနော်အော်ဟုတ်သားပဲစုဒါလီကိုကျေးဇူးတင်စွာကြည်ရင်ပြုံးပြလိုက်၏တော်ပါသေးရဲ့ညနေ3နာရီခွဲတွင်ထိုင်းကုမ္ပဏီတစ်ခုမှအယောင်ကိုယ်စားလှယ်တစ်ယောက်နဲ့တွေ့ရန်ချိန်ထားသည်ဆွေးနွေးရန်အချက်အလက်များသူစုဆောင်းထားပြီးဖြစ်ပေမဲ့စနစ်တကျပြန်လဲမစီစဉ်ရသေးပါကျေးဇူးပဲဒါလီစုဒါလီကနှာခေါင်းလေးရှုံလျက်ပြုံးပြီးလှည့်ထွက်သွားသည်စုဒါလီဟန်သည် Integrated Farming Enterprise ၏ဧကြိုဌာနတာဝန်ခံဖြစ်သည်နာမည်အားဖြင့်ဧကြိုဌာနတာဝန်ခံဆိုတော့လဲစုဒါလီ၏တကယ်အလုံးမှာလက်နှိပ်ဆက်ရိုက်ခြင်းနဲ့ကုမ္ပဏီတစ်ခုလုံး၏ထုတ်ကုန်သွင်းကုန်စည်းရင်းများကူညီပြုစုပေးခြင်းဖြစ်လေသည်တခြားရုံးတွေကုမ္ပဏီတွေမိသားစုဆက်ဆံရေးရှိသည်ဆိုပေမဲ့သူတို့ရုံးလောက်မိသားစုဆက်ဆံရေးလို့ရင်းနှီးကျွမ်းဝင်မည်မဟုတ်ပါဘာကြောင့်လဲဆိုတော့စုဒါလီဟန်သည်ဤကုမ္ပဏီ၏မန်နေဂျင်းပတ်တနာဦးစိုးမြင့်၏သမီးဖြစ်ပြီးသူကတော့အစိုးရအလုံးမှထွက်ခါနီးဆဲဆဲဖြစ်သောအကျိုးမန်နေဂျင်းပတ်တနာဖြစ်သူဦးထင်ကျော်၏သားဖြစ်နေသောကြောင့်ပင်သည်ဒါလီကိုသူခင်မင်သည်ဒါလီသည်သူ့အတွက်ချစ်စရာအယုတ်ကလေးတစ်ဖွဲ့လည်းဖြစ်ပြီးကျင်နာတတ်သောနှမလေးတစ်ဖွဲ့လည်းဖြစ်သည်သူ့စပွဲပေါ်ကဖိုင်တွဲများစည်ရင်းများကိုဒါလီကမင်းကလေးပီတာစွာရှင်းလင်းပေးလေရှိသည်တခါတရံဘိုးချုပ်ဈေးမင်္ဂလာဈေးကအစရွှေတကုံဖျားအထိစုဒါလီကိုသူလိုက်ပို့ပေးရတတ်သည်စုဒါလီကလည်းသူကြိုက်နှစ်သက်သောခနန်းကော်ပြန့်ကြုံများကိုအမှတ်တရဝယ်လာတတ်လေသည်ဤယုံဤအရာရှိများဧည့်သည်များအတွက်
တခုတည်းသောအတွင်းဧခန်းစာဝဲသည်နေ့စဉ်ပန်းဆိုင်အိုးများပန်းဝေစားအောင်ထိမ့်သိမ့်အလှဆင်သူမှလည်းစုတာလီသာဖြစ်သည်ဤကုမ္ပဏီတစ်ခုလုံးတွင်အမျိုးသမီးဝန်ထမ်းဟု၍လည်းစုတာလီသာရှိသည်အံ့ဩဖို့ကောင်းစွာပင်ဤမင်းကလေးဤချစ်လျက်နှွေနှောင်းသောကိုခန္ဓာကလေးသည်စနစ်တကျပုံသွင်းပြုပြင်ထားသလိုလှပလျက်ရှိလေသည်သူကြိုက်နှစ်သက်သောမင်းကလေးတစ်ယောက်၏အည်အချင်းများစုတာလီတွင်အပြည့်အဝရှိသည်နှွေနှောင်းမှုယိုကျိုးမှုကျင်နာမှုအလိုက်တိတတ်မှုရိုးသားပွင့်လင်းမှုဖျားရည်ဒီအည်အချင်းတွေနဲ့မင်းနဲ့ဘာဆိုင်လို့တော့မင်းထင်ကြောသည်သူ့အဖြစ်သူသဘောကျသွား၏ဈေးကွက်ရှာဖွေမှုအတွက်အစီရင်ခံစာကိုစိတ်မပါစွာစစ်ဆေးနေစဉ်သူ့စပွဲမှတယ်လီဖုန်းတန်ခပ်ပြော့ကလေးမြည်လာ၏ရုံတွင်ခေါ်သောတယ်လီဖုန်းဖြစ်သည်သူစာရွက်ကင်ထားလျက်ဖုန်းကိုကောက်ယူလိုက်သည်ဆရာစုဒါလီဤချိုးမြသောအတန်နွဲ့ကလေးအော်ဒါလီဘာလဲဆရာကိုတွေ့ဖို့ဧည့်သည်တယောက်ရောက်နေတယ်ဆရာချိန်ထားတဲ့ဧည့်သည်တဲ့သူမျက်မှောင်ကျုပ်သွား၏နာရီကိုငုံကြည့်လိုက်တော့3:15 မိနစ်ထိုင်းကမ္ပဏီကလူနဲ့တွေ့ရန်15 မိနစ်သာလိုတော့သည်ဘယ်သူတဲ့လဲအမျိုးသမီးတစ်ယောက်ပဲခဏလေးတစ်ဖက်မှအတန်တိတ်သွားပြီးမှမခင်မိုးမြင့်နဲ့ဆရာဟူသောအတန်ကလေးထွက်လာ၏မခင်မိုးမြင့်သူမသိပါဘယ်ဌာနကလဲဒါလီမသိဘူးဆရာရုံးကိစ္စမဟုတ်ဘူးတဲ့ကိုရေးကိုရာကိစ္စလို့ပြောတယ်မြတ်စွာဘုရားအမျိုးသမီးတစ်ယောက်နဲ့ကိုရေးကိုရာကိစ္စပတ်သက်ရလောက်အောင်သူမရင်မိတာကြပါပြီသူဒီကျောင်းတော်ကသူတွဲခဲ့ဘူးသောမိန်းကလေးများကိုကမန်းကတန်းပြန်စဉ်းစားယူလိုက်၏မခင်မိုးမြင့်တေချာတီကတော့သူတွဲခဲ့သောမိန်းကလေးများတွင်မခင်မိုးမြင့်ဆိုသောနာမည်တစ်ယောက်မှမပါပါနောက်ပြီးကိုရေးကိုရာကိစ္စကိုရုံးသို့တည်ယူလာတာကိုသူမကြိုက်ပါဆရာဘလို့လဲဟင်တွေးဖို့အချိန်ရရဲ့လားစုရာလီလမ်းဖွင့်ပေးသောမိခွန်းကလိမ်မာပါနှက်၏သူမတွေ့ချင်ရင်အချိန်မရဘူးဟုပိတ်ပြောလိုက်ရုံပါပဲသို့သောကိုရေးကိုရာကိစ္စဟူသောမခင်မိုးမြင့်ကိုသူစိတ်ဝင်စားနေသည်တွေ့မယ်လေလွတ်လိုက်ပါစင်နေရွက်တကားကိုတွန်းဖွင့်လျက်ဝင်လာသောထိုအမျိုးသမီးကိုသူမသိပါအမျိုးသမီးသည်ရှည်မြင့်သောအရန်နှင့်လိုက်ဖက်ယုံမဆိုးစလောက်ပြည့်တော်လဲနှွေနှောင်းမှုမရှိခက်မတ်မတ်ခတ်တောင်တောင်ဖြစ်သည်စပင်ကတိုးနန်းနန်းကလေးမင်းထင်ကျော်ဤစပင်ထက်အနှဲငယ်သာပိုရှိမည်နှစ်ဖူးပေါ်မှလှိုင်းကလေးမတိမတာပုံဖော်၍နောက်ပြန်လှမ်းမိထားသောမဲနှက်သောစပင်များသည်ပုံမှန်ကျနာတည်တက်လာ၏နရွက်အထက်ကစပင်ကိုလည်းနောက်ဘက်သို့ပြေလျှောစွာဖိထားသည်နားမှာငကတ်မရှိမျက်ခုံးများထူထဲနှမောင်ပြီးမျက်လုံးများမဲနှက်စွာတောက်ပသည်ကိုချက်ချင်းသတိထားမိလိုက်၏ရှက်အင်းကြီးလက်ရှည်ကိုကျဲသည့်အပြစ်တက်လေပင်ကျဲသည့်ကော်လန်အထိစစ်ပိတ်တက်ထားသဖြင့်သူမ၏ပုံစံကတိုက်ရနေသည်သို့သောသူမတလှမ်းချင်းဝင်လာခိုက်သူစစ်စစ်ကြည့်၍အကဲခံရသမျှတော့ပေါင်းသင်းဆက်ဆံရခက်မိမိမကြားမျိုးပင်စူးရှသောမျက်လုံးများကမဲနဲ့တောက်ပပြီးလူတကာကိုအပြစ်ရှာမိပုံစံဖြစ်နေသည်ထပေကမတူမရှိချင်းမျက်စိအထက်တထွာလောက်ရအောင်ဝတ်ထားသည်ထပေအောက်တချမ်းအနှဲငယ်ဆူဆွတ်နေသည်အင်ဂျီနဲ့စပင်များမိုးဆူဆွတ်ခြင်းမရှိပါသူမတွင်ထီးပါလာပြီးထီးကိုရုံခန်းအဝင်ပလတ်စတစ်ရေပုံးထဲတွင်ထည့်ထားကန့်ဟန်တူပါသည်ထိုင်ပါအမျိုးသမီးကကလထိုင်ကိုအတန်မီအောင်ဆွဲယူလျက်ထိုင်၏သူနည်းနည်းအောင်သွားသည်သူစီလာနေကြဧည့်သည်များသည်ကလထိုင်ကိုမိမိတို့ဘက်သို့ဆွဲယူလေမရှိကြပါဆွဲယူလျင်လည်းအတန်မထွက်အောင်ညင်သာစွာဆွဲယူလေရှိကြပါသည်ကိုရေးကိုရာကိစ္စသူယခုတိုင်အုံနောက်ချောက်နေစေဖြစ်သည်ကျွန်တော်ခမားနဲ့မတွေ့ဘူးနော်အဖြူရောင်ရှာလက်ရှိကြောင်လားမသိအမျိုးသမီး၏မျက်ဝန်းများထူးထူးခြားခြားတောက်ပနေသည်အနက်ရောင်တရေပခုံးလွယ်အိတ်ကိုရင်ခွင်မှာပိုက်လျက်ယိုကျိုးဟန်တစ်စက်မှမပါပဲသူမခေါင်းငိတ်လေသည်ဟုတ်ကဲ့မတွေ့ဘူးပါဘူးဒါဖြင့်ကျမဦးမင်းထင်ကျော်စီကအကူအညီတစ်ခုတောင်းချင်လို့ပါခက်ရဲ့အတန်မှာဆွဲဆံမှုအပြည့်ရှိတော့လဲ
သူဤမကျေနပ်မှုကိုပြေပြောင်းမသွားစေနိုင်ပါကျွန်တော်ခမားနဲ့စကားပြောဖို့10မိနစ်အချိန်ရပါတယ်ကိစ္စကိုပြောပါကျွန်တော်တတ်နိုင်တဲ့ကိစ္စမျိုးလားသူမကနာယီကိုတစ်ချက်ငုံကြည့်၏မဲနဲ့သောမျက်တောင်ကောများဝန်းရံထားသောမျက်လုံးတစ်စုံမှာစူးရှလျက်ကိုအထင်ကြီးမိမျက်လုံးများဖြစ်သည်ကျယ်ပြန့်သောနှကမ်းမှာပြီးပါလျက်ပြီးပုံပန်းကျနာတည်တတ်သည်နှကမ်းဆိုးစေးလုံးဝမတင်ထားသောပန်းနုရောင်ခပ်ဖြောဖြောနှကမ်းများဖြစ်၏စူဒါလီဤပြေဖြိုးဖောင်းကြွသောပန်းနုရောင်နှကမ်းကလေးကိုဖြက်ခနဲမြင်ရောင်နှိုင်းရှင်မိသွားသည်ကျမအနေနဲ့ခက်ခဲနေပေမဲ့ဦးမင်းထင်ကျော်အတွက်လွယ်ကလေးဘလို့ပါလဲစကားပြောပုံကပိုင်းလှချီလားသူမျက်ခုံးပင့်မိသွားသည်အမျိုးသမီးအသက်ကသူနှင့်မတိမ်မယိမ်ဟုခံမှန်းရသည်အသက်26နှစ်ရော်လျင်1နှစ်ပိုလျင်1နှစ်ဒါပေမဲ့သူ့ထက်လူမျိုး၏ညံ့ပြင်းမှတေးချသည်သူမတည်းအိတ်ထဲမှစာရွက်တစ်ခုကိုထုတ်ယူလျက်သူ့ရှေ့သို့ချပြသည်သူမျက်ခနဲအောင်သွားပြန်၏ကျမဒီစာအုပ်စာတမ်းကလေးတွေဝယ်ချင်ပါတယ်ကျွန်တော်တို့ကုမ္ပဏီကရေထွက်ပစ္စည်းထုတ်လုပ်တဲ့ကိရိယာတွေရေထွက်ပစ္စည်းမွေးမြူနည်းတွေနဲ့ပဲပတ်သက်ပါတယ်ခမည်းအနေနဲ့စာအုပ်တွေလိုချင်ရင်ပန်းဆိုးတန်းစာအုပ်ဆိုင်တွေမြေနီကုန်းစာအုပ်ဆိုင်တွေမှာသွားပေးဖို့ကောင်းတယ်သူစိတ်တူတူဖြင့်ပြောပြီးတော့အမျိုးသမီးဟာခေါင်းရမ်း၏လက်ထဲကစာရွက်ကိုသာရှေ့တိုးပေးသည်ကျမလိုချင်တဲ့စာအုပ်ကပန်းဆိုးတန်းမှာလည်းမရှိဘူးမြေနီကုန်းမှာလည်းမရှိဘူးမြန်မာနိုင်ငံမှာလည်းမရှိဘူးရှင်ဟာဘာစာအုပ်မို့လဲသူ့ရှေ့ရောက်နေသည့်စာရွက်ထဲမှစီရင်ကိုငုံကြည့်လိုက်၏Journal of Agriculture and Food Chemistry စိုက်ပျိုးရေးနဲ့အစားအစာဓာတုဗေဒဂျာနယ် European Journal of Applied Microbiology and Biotechnology အထက်အကူပြုအဏုဇီဝဗေဒနဲ့ဇီဝစက်မှုသိပ္ပံအနောက်တိုင်းဂျာနယ် Biotechnology Volume 4ဇီဝစက်မှုသိပ္ပံဂျာနယ်အတွဲလေး Aquaculture Magazine 1983ရေထွက်ပစ္စည်းမွေးမြူခြင်းမဂ္ဂဇင်းများ1983သူစိတ်ပြက်လက်ပြက်တက်ပြင်းချ၍မော့ကြည့်လိုက်တော့အမျိုးသမီး၏မာကြောကြောမျက်ဝန်းများစုံမိသည်ဒါပေမဲ့ဒီစာအုပ်တွေကျွန်တော်တို့ကုမ္ပဏီကမရောင်းတာတော့ခမားသိမှာပါနော်ဟုတ်ကဲ့သိပါတယ်ဒီစာအုပ်တွေကိုဟာဝိုင်ယီမှာရချင်ရမယ်တေချာတာကတော့ထိုင်းနိုင်ငံမှာဝယ်လို့ရပါတယ်ခက်တာကသူမမျက်ဝန်းတောင်းကပ်၍တအောင်စဉ်းစားဟန်ဖြင့်ငြိမ်သက်နေပြီးမှအနှင်းငယ်ကိုင်းလျက်ဆက်ပြောသည်ကျမဘန်ကောက်မှာလည်းအတိအကျမရှိဘူးဟာဝိုင်ယီမှာလည်းမရှိဘူးကျမကျောင်းသူဘဝတုန်းကတော့ဟာဝိုင်ယီတက္ကသိုလ်ကနေစာအုပ်2အုပ်မှာလို့ရဘူးပါတယ်သူတို့ကကျောင်းသားတွေဆိုရင်ပို့ပေးတယ်လေဒါပေမဲ့အခုကျမကကျောင်းသူမဟုတ်တော့ဘူးဒီတော့ကျမကိုဦးမင်းထင်ကျော်ကကူညီပြီးဒီစာအုပ်ကလေးတွေမှာပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ဒါပေမဲ့ခမားကကျွန်တော်လိပ်စာကိုဘယ်ကနေရတယ်လဲထိုမေးခွန်းကိုမေးလျင်ရိုင်းသွားမည်ဆို၍သူမမေးပါတကယ်ဆိုလျင်သူမကစတင်ဖွင့်ပြောရမည်မဟုတ်လားကျွန်တော်တခါမှနိုင်ငံခြားကိုစာအုပ်မမှာဘူးတည်းဘူးနောက်ပြီးအဲ့ဒီကိစ္စကခမားထင်တယ်လို့မလွယ်ဘူးဘာကြောင့်လဲဆိုတော့ငွေတန်ဖိုးကိစ္စပဲဟိုမှာလူခန့်ရှိနေရင်တောင်းမှအိုးဒါကိုတော့စိတ်မပူပါနဲ့ကြာတင်တယ်လို့မြန်မာငွေနဲ့သူ့စကားကိုဖြတ်ပြောတာသူလုံးဝမကြိုက်ပါဒီမှာကျွန်တော်ပြောတဲ့စကားကိုဆုံးအောင်နားထောင်ပါအောင်ခမားပတ်စံတတ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်မိသားပါဒါပေမဲ့ဒီစာအုပ်တွေကိုဘန်ကောက်မှာဝယ်ရင်ဘတ်ငွေနဲ့ဝယ်ရမယ်ဒီကိုပို့ပေးတဲ့ကုန်ကျစရိတ်ကလည်းဘတ်ငွေပဲဒီကိုရောက်တော့ခမားကကျွန်တော်ကိုမြန်မာငွေနဲ့ပေးမယ်ဒီမြန်မာငွေကိုကျွန်တော်ကဘယ်လိုလုပ်ပြီးဟိုကိုပြန်ဆက်ပေးရမှာလဲအမျိုးသမီးကစိတ်မရှိသလိုစုပ်တက်လိုက်တော့သူ့နှကန်းတင်းတင်းစေထားလိုက်၏ရှင်တို့ကုမ္ပဏီကနိုင်ငံခြားကဝယ်တဲ့ပစ္စည်းတွေကိုမြန်မာငွေနဲ့တွက်ပြီးပြန်ရောင်းနေတာမဟုတ်ဘူးလားဒါလေးကိုရှင်ကဘာများခက်ခဲနေလို့လဲဒေါ်လာနဲ့ဝယ်ရရင်လက်ရှိပေါက်ဈေးပေါ့ကုမ္ပဏီတွေအားလုံးငွေတန်ဖို့တလို့ပဲလဲလှယ်ပြီးပြန်သွင်းနေတဲ့ကိစ္စပဲသူမဤခက်ဆွာဆွာစကားကြောင့်သူဤတင်းချင်းခံစိတ်ကအားလုံးလွင့်ထွက်သွား၏ဒါပေမဲ့အခုဟာကကုမ္ပဏီကိစ္စမှမဟုတ်တာပဲကွာဒါအပြင်အလုပ်ပဲဘယ်ကလာမှမသိတဲ့ဘာလို့မှမသိတဲ့မိန်းမတစ်ယောက်ရဲ့ကိုရေးကိုတာကိစ္စပဲဒါကိုတရားမဝင်လုပ်ပေးဖို့ဘယ်လွယ်မလဲကုမ္ပဏီအလုပ်နဲ့ရောပြစ်လို့မရဘူးဒါကိုလုပ်ပေးဖို့ဆိုရင်
ကျွန်တော်မှရှိသမျှအချိန်လေးကနေပေးပြီးဟိုကမိတ်ဆွေတယောက်ယောက်ကိုအကူအညီတောင်းရမှာနောက်ပြီးဒီစာအုပ်တွေကိုမှာယူလို့ရပြီးပြီလားခမည်းကအကြောင်းတစုံတရာကြောင့်ပြန်မရွေးတော့ဘူးဆိုရင်ဒီဟာတွေအားလုံးကျွန်တော်ငွေနဲ့စိုက်ပေးရတော့မှာဒီတော့ခမည်းအပေါ်မှာကျွန်တော်ယုံကြည်ဖို့လည်းအဓိကအရေးကြီးတယ်ဒီတော့သူမခင်မိုးမြင့်ဆိုတော့မာကျခတ်မာကြောမိန်းမကိုအထက်စီးအကြည့်ဖြင့်ကြည့်လိုက်၏ဒီအလုပ်ကိုကျွန်တော်လုပ်ပေးဖို့လိုအပ်သမျှခမည်းရဲ့အထောက်အထားတွေကျွန်တော်သိချင်တယ်အမျိုးသမီးခဏငြိမ်သက်သွား၏သူ့ကိုစိုက်ကြည့်နေသောမျက်ဝန်းများတွင်ဒေါသအရေးအငွေ့ကိုသူကောင်းကောင်းမြင်ရသည်မင်းထင်ကျော်ကိုဒီလိုလာရင်လို့ဘယ်ရမလဲအကူကြီးအတောင်းနဲ့မျက်နှာဆိုတာဒီလိုမျက်နှာပေးမျိုးမဟုတ်ရဘူးကွသူအနှဲငယ်ပြုံးပြလိုက်၏အထက်စီးအပြုံးမှန်းသူမသိပါလိမ့်မည်သူမကမလွဲမရှောင်သာစွာလက်ခံလိုက်ရသောဟန်ပန်မျိုးဖြင့်ခေါင်းတစ်ချက်ညက်၏ရပါတယ်ဒါကျမဘက်ကလိုသွားတဲ့အချက်ပဲတကယ်ဆိုရင်ကျမဝင်လာချင်းပြောရမယ့်ကိစ္စပဲဒါပေမဲ့ဆရာသားကဒီလောက်စီစာကြောင်းလိုက်မယ်လို့ကျမမှမထင်တာခဏလေးကျမရဲ့ identity ကတ်တွေပြမယ်ဆရာသားထိုစကားကြောင့်သူနှစ်ဖူးသူဖြတ်ခနဲရိုက်ပြစ်လိုက်မိတော့မလို့ဖြစ်သွား၏တေးလိုက်စမ်းပါကွာAqua ခါများမဂ္ဂဇင်းဆိုကြတဲ့ကသူရိပ်မိဖို့ကောင်းပါသည်သူဖခင်ဦးထင်ကျော်မှာမော်လမြိုင်တက္ကသိုလ်အန်နဝါဇီဝဗေဒဌာနတွင်ကတိကဖြစ်၏သူမျက်နှာနည်းနည်းပူသွားကစာရွက်ကိုငုံကြည့်လိုက်သည်စာအုပ်စင်းရင်အောက်ဆုံးမှာရေးထားသော app နာမည်ကသူ့ကိုလှောင်ပြောင်နေတယ်လို့ခန်းစားရသည် Macro Alger Biotechnology by Michael A. Vorowicker Leslie Vorowicker အနုအယ်ဂေဇီဝစမှုသိပ္ပံထိုမိမအစကတည်းကဘာဖြစ်လို့ဒီအကြောင်းမပြောရတာလဲသူမခံကြည့်မခံတာဖြစ်နေ၏နေပါခမည်းကိုကျွန်တော်ယုံကြည်သွားပါပြီကျမကဆရာဦးထင်ကျော်ရဲ့တပည့်ပါဆရာကဦးမင်းထင်ကျော်ရဲ့လိပ်စာကိုသူလက်ပြလိုက်တော့အမျိုးသမီးဤစကားတန်ရက်သွား၏ခမည်းအစကတည်းကဦးထင်ကျော်ရဲ့တပည့်ပါလို့ပြောလိုက်ရင်ပြီးနေတာပဲဒါဆိုရင်ကျွန်တော်တို့နှစ်ယောက်လုံးအချိန်ကုန်တတ်တာပေါ့သူမကဆူဆူရှက်ရှက်ပြန်ကြည့်နေ၏ဒါကတော့ဒီစာအုပ်စင်းရင်ကိုမြင်လိုက်ရင်ရှင်သိနိုင်လိမ့်မယ်လို့ထင်လို့ပါကျမရဲ့အမှားပါပဲဆိုလိုချင်တာကစာအုပ်စင်းရင်မြင်ရုံနဲ့ဖေတပည့်မှမသိတာမင်းထင်ကျော်ညံ့နေပေါ့ကောင်းပြီဖေမျက်နှာကိုထောက်ထားပြီးကျွန်တော်ဒီစာအုပ်တွေမှာပေးပါမယ်ဒါပေမဲ့ကျွန်တော်ထင်တာကဒီအောက်ဆုံးစာအုပ်ကအကြမ်းနဲ့မဟုတ်ဘူးဒါအတတ်ပညာစာအုပ်လေအဲ့ဒါမျိုးစာအုပ်တွေကဈေးကြီးတယ်တအုပ်ကိုဒေါ်လာ90 100ရှိမယ်ဒီတော့ဒါကိုမြန်မာငွေနဲ့ပြန်တွက်ကြည့်အောင်ခမည်းအနေနဲ့စာအုပ်တအုပ်ထဲကိုငွေ9000ကျော်အကုန်ကျခံပြီးဝယ်ချင်စိတ်ရှိတာသိချရဲ့လားပတ်စံကုန်းတဲ့အလုပ်ကိုကျမတာဝန်ထားပါသူထိုမိန်းမကိုပထမဦးဆုံးအကြိမ်တအံ့တအော်ခယူတစိုက်ကြည့်မိ၏သူမကဖေတပည့်ဆိုလျင်အန်နဝါဇီဝဗေဒအဓိကယူသူဖြစ်ရမည်ကျောင်းသူမဟုတ်တော့ဘူးဆိုတော့သူမဘယ်ဌာနမှာအလုပ်လုပ်နေပါသနည်းဖေလက်အောက်မှာပဲလားဒီစာအုပ်တွေကိုကျွန်တော်ဘယ်ပို့ပေးရမလဲအိုးအဲ့ဒီအတွက်တော့ဒုက္ခမရှာပါနဲ့ရှင်ကျမလာယူပါမယ်ဘယ်တော့လောက်ရနိုင်မလဲဆိုတာသာခန့်မှန်းပေးပါကြည်စမ်းငါကောင်များအမျိုးသမီးတွေလိပ်စာတောင်းပြီးမဟာတရားပိုးတတ်တဲ့လူစားမှတ်လို့လားဒါငါကိုရေးလိုက်တာပေါ့လေသူအန်ကျက်၍အမျိုးသမီးမျက်နှာကိုအကဲခတ်မိသည်သို့တော့အမျိုးသမီး၏မျက်နှာတွင်သူတစ်ပါးအခန့်ရခန့်အောင်ကလိသည့်အမှုအရာမျိုးမရှိပါဘဂတိရှင်းလင်းနေသောမျက်နှာထားဖြစ်သည်သူစိတ်လျှော့၍ပြုံးပြလိုက်၏ဘန်ကုန်းနဲ့ရန်ကုန်နဲ့စာအသွားခန့်မှန်းချေ4-5 ရက်လောက်ကြာတယ်ကျွန်တော်စာဟိုကိုရောက်ဖို့အချိန်သူဟိုမှာအားလက်ဖို့အချိန်စာအုပ်ရှာဝယ်ဖို့အချိန်ပြန်ဖို့ပေးဖို့အချိန်တွက်ကြည့်တော့အနည်းဆုံး3 ပတ်ကြာမယ်ပို့မို့ဆိုရင်တော့1 လပေါ့နော်ဟုတ်တယ်1 လပေါ့သူမအနှဲငယ်ကိုမှတ်လိုက်၏ကျမ1 လပြည့်တဲ့ရက်မှာတစ်ခါပြန်လာခဲ့ပါမယ်ဒါနဲ့စာအုပ်ဖိုးငွေခံမှန်းပြီးကြိုတင်ပေးခဲ့ဖို့လိုမလားသူပြုံး၍ခေါင်းရမ်းလိုက်သည်မလိုပါဘူးစာအုပ်တွေရန်ကုန်ရောက်မှမခင်မိုးမြင့်ပတ်စံထုတ်ပါအော်ခဏမခင်မိုးမြင့်ကော်ဖီတောက်သွားပါအောင်ကျွန်တော်မှာပေးပါရစေသူတယ်လီဖုန်းကိုလှက်လန်းလိုက်သည်ဖေတပည့်ဆိုလျင်
သူအဲဝတ်ပြုစုရန်လိုအပ်လိမ့်မည်နေပါစီဦးမင်းထင်ကျော်ရှင်သတ်မှတ်ပေးတဲ့10မိနစ်အချိန်စေ့သွားပါပြီကျမကိုပြန်ခွင့်ပြုပါသူမပြောဆူဆူမတ်တက်ရတော့သူမျက်ခနဲအောင်သွားပြန်၏သူပါမတ်တက်ရလိုက်သည်ကိစ္စမရှိပါဘူးကျွန်တော်နဲ့တွေ့ရမယ့်အယောင်ကိုယ်စလဲလည်းမလာသေးပါဘူးဖေတပည့်ဆိုတော့ကျွန်တော်ကအဝတ်ပြုရမယ်မဟုတ်လားသို့တော့သူမနောက်သို့ဆုံရရက်လိုက်၏ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျမမှအချိန်မရလို့ပါရှင်နောက်လာမှတွေ့ကြတာပေါ့နော်တော်တော်ရိုင်းဆိုင်တဲ့မိန်းမနာယီကိုတစ်ချက်ငုံကြည့်ရင်နည်းနည်းမှမပြုံးမဲလှက်ထွက်သွားသောထိုအမျိုးသမီး၏သူမချစ်မရဲကြည့်လျက်ကြံခဲ့သည်ဘာကြောင့်များဖေကသူ့ဆရာဖြစ်နေရတာလဲသူသည်အပြစ်မရှိသောကလထိုင်ကိုဒေါသတကြီးကန်ပစ်လိုက်၏အခန်းနှစ်အကယ်၍သာ PPI မှအလုပ်လုပ်သောအမဝန်ခွဲထံမှတောလျှောက်လိမ့်စီသွားယူပေးဖို့မိမိကသူ့ကိုမခိုင်းခဲ့ဘူးဆိုရင်ထိုဦးကြောင်ကြောင်မိန်းမကိုထပ်တွေ့ရမည်မဟုတ်ပါအုံးခွန်ရောင်ဆန်နီပစ်ကပ်ကားကလေး PPI ဝင်းထဲမှထွက်လာချိန်တွင်မိုးဖိုးဖွဲကလေးစတင်ရွာချသည်လက်ဝဲဘက်သို့ကွေ့၍ကွန်ကရစ်လမ်းအတိုင်းဖြည်းဖြည်းကလေးမောင်းလာစဉ်မင်းထင်ကျော်လက်ပတ်နာရီကိုတစ်ချက်ငုံကြည့်လိုက်သည်ညနေ4နာရီထိုးရန်9မိနစ်သာလိုတော့သည်4နာရီခွဲတွင်စုဒါလီဟန်နှင့်မြင်းဒီကုန်းမှချိန်ထားသည်ယနေ့စုဒါလီကိုဖျားသို့လိုက်ပို့ပေးရန်သူဂရိပေးထားဖြစ်ခဲ့ပါသည်ဆရာကိုဒုက္ခပေးရမှာတော့အားနာပါတယ်တဲ့ကိစ္စမရှိပါဤနုနယ်လှပသောမိန်းကလေးကိုဖျားသို့လိုက်ပို့ပေးရမည်အလုပ်သည်ဒုက္ခဖြစ်လျင်ထိုဒုက္ခသည်ချိုးမြိန်သောဒုက္ခတစ်ခုသာဖြစ်ပါလိမ့်မည်ကွန်ကရစ်လမ်းဤလက်ဝဲဘက်ပလက်ဖောင်းတွင်ရှေ့သို့လျှောက်သွားနေကြသော PPI ဝန်ထမ်းအမျိုးသမီးတစုသူ့ကားအလာကိုရက်ဆောင်လိုက်ကြတာမြင်ရသည်3ယောက်5ယောက်9ယောက်သူကားသေးသေးကလေးတွင်အမျိုးသမီး9ယောက်စုပြုံတက်ထိုင်၍ရပါမလားသူကားမရက်ဖဲမောင်းသွားလျင်ဘယ်နဲ့နေမလဲဒါဆိုရင်သူတိတ်ရိုင်းသွားလိမ့်မည်ဤလမ်းကိုဖြတ်သွားသောကိုပိုင်ကားတိုင်းကားကြုံတင်သွားရလေရှိပါသည်အင်းကြီးအဖြူနှင့်မိကိုရဲ့တပင်ဝတ်စုံဝတ်ထားသောအမျိုးသမီးတစ်ယောက်ကရေမောလျက်လက်ပြတားလိုက်ချိန်တွင်ကားကိုလက်ရဘက်ဘေးမှကပ်၍ရပ်ပေးလိုက်ပြီးဖြစ်သည်အမျိုးသမီးကလေးများအုပ်စုလိုက်အပြေးအလွှာကားနောက်ပိုင်းပေါ်တက်ကြ၏သူစိတ်ရှိလက်ရှိစောင့်သည် PPI ဝင်းပေါက်မှအင်းစိန်လမ်းမှအထိရှောင်ရမည့်နေစဉ်ဒုက္ခကိုသူကိုချင်းစားပါသည်ခက်လန်းလန်းညာဘက်ဘေးတွင်တယောက်တည်းထိမပါပဲရှောက်သွားနေသောအမျိုးသမီးတစ်ယောက်ကိုသတိထားမိသည်ကားတားရမှရှက်သောအမျိုးသားတွေတွင်ပါဝင်ဟန်တူပါသည်ကားကိုညင်သားစွာမောင်းထွက်လာရင်အမျိုးသမီး၏နံဘေးမှဖြည်းဖြည်းမောင်းလာပြီးရပ်ပေးလိုက်သည်9ယောက်နဲ့10ယောက်တိတ်မထူးခြားပါဘူးလေအမျိုးသမီးကလှည့်ကြည့်၏သူတအံ့တအောဖြစ်သွားသည်သူအလွန်မှတ်ဉာဏ်ကောင်းပါသည်ထိုမျက်လုံးများကိုသူမမေ့ပါမေ့ရလောက်အောင်လဲကာလမကြာသေးပါရှက်လက်ရှိအင်းကြီးအဖြူနဲ့တူကက်ကဒိုင်ယာနာစပင်ပုံနဲ့အရက်ရှည်မြင့်သောထိုအမျိုးသမီးကိုသူချစ်ချင်းမှတ်မိလိုက်၏ထိုအတော်အတွင်မိုးကခတ်စိတ်စိတ်သဲပတ်လာသည်သူကိုငုံလျက်ကြည်နေသောအမျိုးသမီး၏မျက်နှာတွင်ရင်းနှီးခင်မင်ခြင်းအရိပ်အယောင်မတွေ့ရပေထို့နောက်ခတ်တီတီပင်ရှေ့သို့ဖြောင့်တန်းစွာဆက်လျှောက်သွားတော့သည်သူဒေါသထောင်ကနေထသွား၏ကြည်စမ်းဒီမိန်းမလူဘာဝလာပြန်ပြီ PPI ဝန်ထမ်းအမျိုးသမီးကလေးတစ်ယောက်မိုးရွာထဲမှာထီးမပါရှာဘူးဟူသောစေတနာကလေးကိုရှက်ဒေါသကဖုံးလွှမ်းသွား၏လွန်ခဲ့သောတစ်ပတ်ကဘန်ကောက်ကတငယ်ချင်းတန်ရေး၍စာအုပ်မှလိုက်ပြီးသားဖြစ်နေလို့တာပေါ့မမာရသေးဘူးဆိုရင်ဤအလုပ်ကိုသူတတ်နိုင်သမျှအချိန်ဆွဲထားမိတော့မည်ဖိတပည့်မကလို့ဘာကြီးပဲဖြစ်ဖြစ်သူကားကြော်လာသည့်အခါအမျိုးသမီးကငှဲ့ဆောင်၍ပင်ကြည့်ဖို့မရချေမိုးဖွဲစစ်စိတ်ကလေးများကြောင့်အမျိုးသမီး၏အင်းကြီးအဖြူရောင်နောက်ကျောမှာစိုးနေသည်ကိုတွေ့ရသည်ဘာလဲဒီမိန်းမကငါကားကိုမစီးကျင်ဘူးလားအင်းစိန်လမ်းမသို့မကွေ့မီလမ်းထိပ်တွင်သူကားကိုရလိုက်၏အမျိုးသမီးတတိုက်ခုန်ဆင်းကြသည်အုပ်စုခေါင်းဆောင်ဖြစ်ဟန်တူသောကားတားသည့်အမျိုးသမီးကကားရှိပြတင်းပေါက်နံရံသို့လျှောက်လာ၍ကျေးဇူးတင်စကားပြော၏သူမှုန်ကုတ်နေသောမျက်နှာကိုအချိန်မီပြုပြင်၍ပြုံးရည်လိုက်ရသည်ထို့နောက်
ကားထဲမှပင်ထိုင်၍လက်ဝဲဘက်ပေနောက်ကြည့်မှန်မှတဆင့်နောက်ကိုလှမ်းကြည့်စောင့်နေလိုက်သည်10 မိနစ်ကြာမှထိုအမျိုးသမီးခတ်တွတ်ရှောက်လာသည်ရေလုံသောမိုးကလက်ဆွဲအိတ်ကလေးကိုဆွဲ၍လောကတစ်ခုလုံးကိုထီမထင်စွာရှောက်လာနေသောအမျိုးသမီးကိုသူဘာဖြစ်လို့စိတ်ရှည်လက်ရှည်စောင့်နေပါလဲသူမ BBI မှာအလုပ်လုပ်နေသလားအနဝါဇီဝဗေဒနဲ့မြန်မာနိုင်ငံစေဝါဆက်ယုံကိုဆက်သွယ်ထားသောလုပ်ငန်းမှာရင်းနှီးစီမံကိန်းဖြစ်သည်သို့သောစပင်တိုတိုနှင့်အမျိုးသမီး၏တည်ငြိမ်သောမျက်နှာသည်နောက်ကြည့်မှန်မှတဆင့်နီးလာပြီးနဘေးမှဖြတ်လျှောက်ကျော်သွားသည်သူလှမ်းကြည့်နေခိုက်သူမကလုံးဝလှည့်မကြည့်ပါစောစောကသူမကိုရက်ဆောင်သောကားမှန်မသိသလိုပင်ဖြစ်သည်သူမမမှတ်မိလို့များလားသူကားလက်ကင်ပြီးကိုလက်ဝါးဆောင်ဖြင့်ခက်ဆောင်ဆောင်ခုတ်လျက်ဘာဆက်လို့ရမှန်းမသိဖြစ်နေသည်မနေ့ညကမှမမေတို့နဲ့ထိုမခင်မိုးမြင့်အကြောင်းစကားဆက်မိကြသေး၏ဟိုအပတ်ကသားစီမိန်းမတယောက်လာတွေ့တယ်ဆိုစူဇန်ဟန်ပူပန်ဟန်မျက်နှာပေးဖြင့်မမေကမေးတော့အခုချက်ချင်းဒါလီကိုတတိယသွား၏ဒါလီလက်ချက်ပဲဟုသူသိသည်ဟုတ်တယ်မမေသူရှေ့ဆက်မပြောဘဲဖက်လက်စာအုပ်ကိုဆက်ဖက်နေသောအခါမမေကထပ်မေးသည်တားတငယ်ချင်းလားမမေစကားအရေးအကဲကိုတိတ်တိတာပေါ့သူနည်းနည်းရေမောလိုက်မိ၏မဟုတ်ပါဘူးမမေဖေတပည့်တဲ့မရင်းဗိုင်အိုးကပါဒီလိုအေးစစ်ဆက်မှကြောမိန်းမမျိုးနဲ့ကျွန်တော်နဲ့ဘယ်လိုလုပ်ပြီးတငယ်ချင်းဖြစ်နိုင်မလဲဟဲ့မင်းဖေတပည့်ဆိုရင်မမေသိတဲ့မင်းကလေးများဖြစ်နေမလားသူတပည့်တွေဒီအိမ်ကိုခဏလာဘူးတယ်မနစ်ကမှဒူးရင်သီးနဲ့ကြက်မောက်သီးလေးတွေလာပေးသွားတယ်ရောမမေသိချင်မှသိမှာပေါ့ဖေတပည့်တွေအများကြီးပဲဥစ္စာဘယ်သူတဲ့လဲခင်မိုးမြင့်နဲ့မမေကအနှဲငယ်စဉ်းစားသလိုငြိမ်သွားသည်ထိုအမျိုးသမီးဤခက်ရိုင်းရိုင်းစိတ်ဓာတ်မျိုးနဲ့မမေစီမော်လမြိုင်ကဒူးရင်သီးတွေတကူးတကတဲပြီးလာပေးမယ်တော့မထင်ပါဘူးဗျာရှီလားပူလားသူမမေမကြားအောင်တက်ပြင်းခိုးရှိုက်ပြီးစာအုပ်မှမျက်နှာလွှဲလိုက်၏ရှီသလားမမေနဲ့ကျွန်တော်အရက်လောက်တောင်ရှိမလားမသိဘူးမမေသိတဲ့ကလေးတွေဖြစ်မှာပါပဲအရက်ရှီနှစ်ယောက်ပါတယ်သူတို့နှစ်ယောက်ကဒီကိုခဏရောက်တယ်တားရဲ့ဒါဖြင့်အဲ့ဒီကလေးမကမမေတို့အိမ်ရောက်ဖူးတယ်လို့မပြောဘူးလားဘာမှမပြောဘူးမမေမရောက်ဘူးထင်ပါတယ်စကားပိတ်၍ပြောလိုက်တော့လဲမမေကစဉ်းစားနေစေအရက်ရှီနှစ်ယောက်မင်းထင်ရဲ့နှစ်ယောက်လုံးကမန္တလေးရပဲနာမည်တွေတော့မမေမမှတ်မိဘူးသုံးလုံးတွဲတွေလေသူနည်းနည်းပြုံးရမိသည်မမေကသုံးလုံးတွဲနာမည်ဆိုလျင်မင်းထင်ကျော်လောက်သာမှတ်မိသူဖြစ်သည်တယောက်ကစပင်ရှည်တယောက်ကစပင်တိုတာမှယောက်ျားလေးစပင်ပုံကလေးဝတ်လာရင်လဲယောက်ျားလေးရှက်အင်းကြီးတွေသူလှစ်ခနဲ့တအံ့တော်ပြုံးလိုက်၏အဲ့ဒါဖြစ်မှာပေါ့မမေရဲ့ခင်မိုးမြင့်ဆိုတာစပင်တိုအရက်ရှီမျက်နှာဘေးကလောကတစ်ခုလုံးသူ့လှုပ်စာကျွေးနေရတဲ့မျက်နှာဘေးမျိုးလေအဲ့ဒီလောက်လည်းမဆိုးပါဘူးဟဲ့မမေကအတန်ထွက်ရေမောတော့သည်ဟိုကပေးလိုက်တဲ့ပစ္စည်းတွေဒီလာပို့ဒီကပေးလိုက်တဲ့ပစ္စည်းတွေပြန်တဲ့ပေးနဲ့သူတို့ခမရလေးတွေစိတ်သဘောကောင်းရှာပါတယ်သူကောင်းချင်းလက်ခံလိုက်ရတော့လဲမယုံချင်သလိုဖြစ်နေ၏ဘယ်အရာကိုမဆိုအကျွေးမထားချင်သောမင်းထင်ကျော်သည်ပြဿနာကိုချက်ချင်းရှင်းပြဖို့ဆုံးဖြတ်လိုက်၏4:15 မိနစ်ဒါလီနဲ့တွေ့ရန်15 မိနစ်လိုသေးသည်သူအင်းစိန်လမ်းမကြီးပေါ်တက်၍လက်ရဘက်သို့ကွေ့သည်စိန်မန်းမင်အောက်သို့မျက်လုံးဝေ့ကြည့်တော့မခင်မိုးမြင့်ကအကားဆောင်သည့်လူအုပ်နှင့်မလန်းမကန်းတွင်မတ်တက်ရနေသည်ကိုတွေ့မြင်ရ၏မိုးဖိုးဖွဲကလေးများကျနေတာကိုမမှုတလို့ပဲသူမရှိမှကကလေးခတ်ဖြည်းဖြည်းမောင်းသွားသောကားကိုလည်းသတိထားမိဟန်မတူပါပတ်ဝန်းကျင်အကဲခတ်မှုပညာလည်းတော်တော်ညံ့ပုံပဲ VIP မှတ်တိုင်အလွန်ခက်လန်းမှာလမ်းဘေးသို့ကားကိုရပ်ထားခဲ့ပြီးမှတ်တိုင်စီသို့ခြေလမ်းကျဲများဖြင့်ရှောက်လာခဲ့၏အင်းစိန်စုလေးကားကြီးတစ်စင်းထိုးဆိုင်လာသည်မှတ်တိုင်မှလူအုပ်ကကားစီသို့စုပြုံတိုးသွားကြသည်ကားပေါ်ကဆင်းသောလူစုကနည်းနည်းကလေးသူမကခြေလမ်းအနှဲငယ်ပြင်ပြီးမှလက်လျှော့လိုက်သလိုနေရာတွေမတ်တက်ရကျန်းနေခဲ့သည်သူအမျိုးသမီးအနီးသို့ကပ်၍ရပ်လိုက်သည်သူမဖြက်ခနဲလှမ်းကြည့်သည်သူ
သူအစွမ်းကုန်ပြုံးပြလိုက်၏ခမားပဲပြန်ရမှလဲသူမကိုအမေးခံလိုက်ရခြင်းမဟုတ်သလိုခက်တီတီတစ်ချက်ကြည့်ပြီးရှေ့ပြန်လှည့်သောအမျိုးသမီး၏အမှုအရာကြောင့်သူရှက်သွားသည်အနီးမှလူ3-4ယောက်၏မျက်လုံးများသူ့ထံသို့တပြိုင်တည်းစူးစိုက်လာသောအခါသူမခံချင်စိတ်ဖြင့်ရှေ့ဆက်တိုးရန်ဆုံးဖြတ်လိုက်သည်သူအဆက်ကွဲမခံနိုင်ပါမခင်မိုးမြင့်အမျိုးသမီးနောက်တစ်ချိန်လှည့်ကြည့်လေသည်အမျိုးသမီး၏စူးစမ်းဟန်ဇဝေဇဝါအကြည့်ကြောင့်သူမခံမရနိုင်ဖြစ်သွား၏လက်စသက်တော့သူငါ့ကိုမမှတ်မိပဲကိုဖြစ်မှဖြစ်ရလေကို့အတွက်စာအုပ်တွေနိုင်ငံခြားကမှာပေးတဲ့လူကိုတော့ခမည်းမှတ်မိတင်တာပေါ့ခပ်ပြုံးပြုံးထင်ငင်လိုက်တော့သူ့စကားကြောင့်အမျိုးသမီးတအံ့တော်ဖြစ်သွားသည်ဦးမင်းထင်ကျော်ဟုတ်ကဲ့ကျွန်တော်မင်းထင်ကျော်ပါသူဘောင်းမီအိတ်တွေထဲလက်တစ်ဖက်စီထိုးထည့်ပြီးကိုမတိမတာကိုင်းညှွတ်ပြလိုက်၏အိုးကျမမမှတ်မိဘူးရှားပေါ့ဗျာခမည်းဘယ်ကိုပြန်မလဲလို့ကျွန်တော်စောစောကမေးလိုက်တယ်အမျိုးသမီးကမျက်တောင်နှစ်ချက်ခတ်လိုက်သောအခါရဲသောမျက်ဝန်းများ၏လှပမှုကိုပထမဦးဆုံးအကြိမ်သူသတိထားမိသည်ချွန်မြသောနှာခေါင်းထိပ်တွင်မိုးဆက်ကလေးတစ်စက်တွဲလွဲခိုနေ၏ထိုမိုးဆက်ကလေးကိုခဏစိုက်ကြည့်ပြီးကမန်းကတန်မျက်စိလွှဲလိုက်ရသည်အော်လှဲတန်းကိုပြန်มาပါကျွန်တော်ကားနဲ့ကားကြုံလိုက်ခဲ့လို့ရပါတယ်သူမလက်မခံခြင်းတလို့ပုံစံမျိုးပြသည်ကိုသူမအံ့ဩပါစောစောက BBI လမ်းမှာမခင်မိုးမြင်မှမသိပဲကားရက်ပေးမိသေးတယ်ခမည်းမလိုက်ဘူးအော်စောစောကကားရက်ပေးတာဦးမင်းထင်ကျော်လားကျမအတွက်ရက်ပေးတာလို့မထင်မိဘူးလေနောက်ပြီးကျမ BBI လမ်းကိုနေတိုင်းလမ်းလျှောက်နေကြပါဘယ်တော့မှကားကြုံမစီးဘူးတခါတလေကြတော့လူဘဝမှာချွင်းချက်ဆိုတာရှိတယ်ဗျပြောပြီးမှကိုယ်စကားကိုမကျေမနပ်ဖြစ်သွားပြန်သည်ဒီလောက်မာနတခွဲသားနဲ့မိန်းမကိုများရင်းရင်းနှီးနှီးပြောနေမိပါရောလားသူမမျက်လုံးတွင်အပြုံးရက်ကလေးထင်ဟပ်လာသလိုရှိတော့လဲနှုတ်ခမ်းများတင်းစီထားစေသူစိတ်တူသွား၏ကဲကျွန်တော်ကတော့မိုးဆက်တွေအောင်မှအကြာကြီးမတက်မရနိုင်ဘူးဗျာဘယ်လိုလဲလိုက်မှလားမလိုက်ဘူးလားသူလှည့်ထွက်မိဟန်ပြတော့မှမခင်မိုးမြင့်ကခေါင်းညိတ်ပြသည်ဖိုးစိန်လန်းအိမ်ကိုခမားရောက်ဘူးသလားရှစ်တဲ့ကြည့်ရင်သူမကိုမေးတော့သူမကလှည့်ကြည့်၏ဟုတ်ကဲ့ရောက်ဖူးပါတယ်3-4ခါလောက်ဆရာပေးခိုင်းတဲ့ပစ္စည်းတွေလာပေးတာသူခေါင်းညိတ်လိုက်၏ကားလက်ကင်ပြီးကိုညာလက်ဖြင့်ထိန်းကင်ပြီးဘဲဘက်လက်မှာသူမထိုင်နေရာကူရှင်ပေါ်ရှိတောလျှောက်လိန်ဆေးပလင်းထုတ်ကိုတီဘက်တိုးရွေပေးလိုက်သည်ကျွန်တော်အရင်တစ်ပတ်ကပဲဘန်ကောက်ကိုစာထည့်လိုက်တယ်ဟုတ်ကဲ့ထို့နောက်သူတို့နှစ်ယောက်စကားပြတ်သွားကြသည်အမျိုးသမီးကလည်းကားရှိမှန်မှတဆင့်ရှေ့သို့သာစိုက်ကြည့်နေ၏သူကလည်းဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်ပြောစရာစကားလည်းရှာမတွေ့ပါကြာရှည်ငြိမ်သက်နေသောအခါသူမနေတတ်မထိုင်တတ်ဖြစ်လာ၏တခုခုတော့ပြောဦးမှကောင်းမယ်ထင်တယ်ဘန်ကောက်ကဖာဟိုနျူတင်လန်မှာရှိတဲ့ Biotechnological Research မှာကျွန်တော်တငယ်ချင်းတယောက်အလုပ်လုပ်တယ်လေသူစီကိုကျွန်တော်မှာပေးထားပါတယ်ဟုတ်ကဲ့သူမထံမှတင်းပြန့်ပြန့်ရနံ့ကလေးမတိမတာမွေးလျက်ရှိသည်စုတာလီထံမှမွေးရနံ့လို့ထုံရစ်မွေးပြန်ခြင်းမျိုးမဟုတ်တကယ်ကိုမတိမတာကလေးရှိုက်ပြီးမွေးကြည့်ပြန်တော့အနံ့မရသလိုလိုခမည်း BBI မှာအလုပ်လုပ်တာပေါ့သူမတအောင်လောက်ငိမ့်သက်နေပြီးမှဆိုပါတော့ဟုဖြေသည်သူပခုံးမတိမတာတော့ငါဝိုက်ပါခလုတ်ကိုဖွင့်လိုက်၏ဒီလောက်ဆိုရင်ငါတာဝန်ကုန်ပြီထင်ပါရဲ့အင်းစိန်လမ်းမတစ်လျှောက်လုံးစကားမပြောဖြစ်ကြတော့ပါအလာပါတလာပါပြောဖို့အရေးတွန့်တိုနေသောအမျိုးသမီးကိုသူကလည်းစကားလုံးဝမပြောတော့ဘဲနေပြစ်လိုက်သည်ကမာရွရောက်တော့သူမကိုမျက်လုံးစိတ်ကြည့်မိသေး၏သူမကရှေ့တဲ့သားစူးစိုက်ကြည့်နေသည်ဆင်းမဲ့နေရာရောက်ရင်ပြောလိုက်မပေါ့လေလဲတန်းရောက်တော့သူမသူ့ဘက်လှည့်ကြည့်၏ဟိုရှိကတစ်ဆန်းဆိုတဲ့ဆိုင်းပုံနားမှာဆင်းမယ်ဟာအတန်ကခက်ပြက်ပါလားသူ့ကိုယ်သူတက္ကစီဒရိုင်ဘာတယောက်ပမာခံစားလိုက်ရသည်နောက်များတော့ဒီအမျိုးသမီးကိုကားကြုံမခေါ်တော့ပါဒူရင်ဒီမကလို့ဘာကြီးပဲတဲပေးသူဆုံးဖြတ်ချက်ချလိုက်၏ပစ္စည်းတွေလာပို့ဘူးတဲ့ကျေးဇူးဒီလောက်ဆိုရင်ကြည်ပြီးပေါ့မမေယာ
သို့သောအမျိုးသမီးကားတကားဖွင့်ဆင်းမိပြီးတော့မနေနိုင်သည့်သူ့ပင်ကိုစိတ်ကြောင့်စိုးရိမ်တကြီးတားမြစ်မိသေးသည်ခဏလေးနောက်ကကားလာနေတယ်ထိုကားကြော်သွားမှအမျိုးသမီးဖြတ်ခနဲ့ဆင်းသွားသည်သူကားဤရှင်မှဖြတ်၍လမ်းဘေးသို့ခတ်သက်လျှောက်သွားသောအမျိုးသမီးကိုသူတအံ့တော်စိတ်ပြက်စွာကြည့်၍ကြံခဲ့၏ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကလေးတောင်ဟန်ဆောင်ပန်းဆောင်ပြောဖို့မရပါလားတက်စီကားပေါ်မှဆင်းသွားသလိုအမှုအရာမျိုးသူ့နာရီကိုကြည့်လိုက်သည်၄နာရီခွဲရန်3မိနစ်သာလိုတော့သည်ကံကောင်းထောက်မှစွာမိုးတိတ်သွားပြီစုဒါလီနှင့်ချိန်ထားသောရှိုင်းလက်ဖက်ရည်ဆိုင်သို့ရောက်သောအခါ၄နာရီခွဲအတိဖြစ်သည်သူ့ချံဝင်းထဲမဝင်တော့ပဲဆိုင်ရှိမှပင်ကားကိုရပ်ထားလိုက်သည်သူကားတကားဖွင့်၍ဆင်းလိုက်စမှပင်သူ့အနီးသို့လိမ္မော်ရောင်အရိပ်တရိပ်နှင့်အတူတင်းပြန့်သောမှုရနံကလေးရောက်လာသည်ဒါလီလိမ္မော်ရောင်တောက်ပသောဝတ်စုံပြုတ်ပြုတ်ကလေးဖြင့်လှပရွှင်လန်းသောမိန်းကလေးမှာစုဒါလီဟန်ဖြစ်သည်တော်တော်စောင့်နေရသေးသလားဟမ်မိန်းကလေးဤပြုံးချိုသွားသောမျက်နှာကလေးကြောင့်စောစောကသူ့ရင်ထဲတွင်ပြဿနာများကိုသူမေ့သွားသည်ဒါလီလက်ဖက်ရည်တောက်ခါစားပဲရှိသေးတယ်ဆရာကားကိုမြင်တော့လက်ဖက်ရည်ဘိုးရှင်းပြီးထွက်လာခဲ့တာသွားကြမလားဟင်သွားလေသေးတွေသောခါးကလေးတွင်ငွေခပတ်လေးပတ်ထား၏သူမခါမှဝတ်ဆင်ထားသောအရာသည်ထပင်လားစကတ်လားသူဘယ်လိုမှမခွဲခြားတတ်ပါခြေမျက်စိအထက်နာအထိရှည်လျက်ခက်ဝဲဝဲကလေးပွားနေသောပျော့ပြောင်းသည့်ဝတ်စုံသည်ဒါလီနှင့်အလွန်လိုက်ဖက်နေကြောင်းသူသတိပြုမိ၏မင်းသိလာတာပဲဟူသောအင်္ဂလိပ်စကားတခွန်းလွတ်ခနဲထွက်သွား၏ဒါလီကခါကလေးညှို့ကိန်းကကျေးဇူးတင်ပါတယ်လို့အင်္ဂလိပ်လိုပြန်ပြောလေသည်ရွှေအိုရောင်နှကန်းဆိုးစေးကြွရွနေသောနှကန်းဆူဆူဖောင်းဖောင်းကလေးကိုခဏငေးလျက်သူမျက်နှာလွှဲလိုက်ရ၏လှပလန်းဆန်းသောထိုမင်းကလေးနှင့်ရွှေတကုံဖျားရင်ပြင်ကိုလက်ရရစ်တပတ်ပတ်ရစဉ်သူတို့နှစ်ယောက်၏ပုံစံတွေကမောင်နှမပုံစံမှဟုတ်ရဲ့လားဟုတွေးကြည့်မိသည်မောင်နှမနဲ့တော့မတူနိုင်ဘူးထင်ပါရဲ့ဒါဖြင့်သမီးစားနဲ့များတူနေသလားလုံးဝမတူနိုင်ပါတယောက်နဲ့တယောက်ရှိုးတို့ရှမ်းတန်အမှုအရာလည်းမရှိနိုင်ပါဒါဖြင့်မိတ်ဆွေပုံစံများလားသူသည်မောင်နှမပုံစံဖြစ်အောင်မျက်နှာကိုခတ်တင်းတင်းထားရလျင်ကောင်းမလားဟုစဉ်းစားရင်းသူ့အတွေးသူရဲချင်းနေ၏သူတို့မျက်လုံးများ၏ရိုးသားတန့်စင်မှုကိုသူတို့ကိုယ်တိုင်သိလျင်တော်ပြီဟုအောက်မေ့လိုက်ရသည်ဒါလီကအေးအေးချမ်းချမ်းပြုံးလျက်ပင်ရှိလေသည်ကြုံကြုံကလေးထိုင်၍ဖျားကိုအကြာကြီးရှစ်ခိုးနေသောစုဒါလီ၏နောက်ခက်လန်းလန်းတွင်သူ secret တလိပ်ထုတ်တောက်၍စောင့်နေသည်ကော့ပြန့်သောမျက်တောင်လျာပိတ်ရဲ့ပါဇက်ကတလုံးလုံးရွတ်နေသောအခါစုဒါလီသည်ချစ်စပွဲကောရုပ်ကလေးတစ်ရုပ်ပင်ဖြစ်လေသည်ဆရာဒါလီအတွက်တခုကူညီပေးပါလားဟင်ဒါလီအတွက်ဆိုသူတခုမကအများကြီးကူညီလိုပါသည်ပြောဒါလီအတွက်မြတ်စွာဘုရားကိုရွှေသင်္ကန်းကပ်ပေးပါနော်ဒုက္ခသူတသက်နဲ့တကိုတခါမှရွှေသင်္ကန်းမကပ်ဘူးပါသို့တော့သူအညံ့ခံရမဖြစ်ပါဘယ်လိုကပ်ရမလဲဆိုတာပြောပေါ်ဒါလီရဲ့ဒါလီကပြုံးပြုံးကလေးမျက်စချီလေသည်ဤပြဿနာကိုရွှေသင်္ကန်းအယောင်ဆိုင်ကဖြေရှင်းပေးပါသည်ရွှေသင်္ကန်းရောင်းသောဌာနကကတ်ဆေးသောတတိရှိဟန်တူသည့်တစ်တီးအညာတစ်ခုပေးလိုက်၏အဲ့ဒါနဲ့အရင်တုပ်ပြီးမှကပ်ပါတဲ့ဒီလိုဆိုပြန်တော့တိတ်ကိုလွယ်တာပါပဲလားဒါစစ်စရီရဲ့အစာပေါ့ဆရာရွှေဆိုင်ကအဲ့ဒီအပေါ်မှာကတ်သွားတာပေါ့စုဒါလီဤဆန္ဒဖြင့်ဗုဒ္ဓရုပ်ပွားတော်ဤနှစ်ဖူးပေါ်သို့ရွှေသင်္ကန်းအပြည့်ကတ်လှူပေးလိုက်လေသည်သူတခါမှမပြုတ်လို့ဘူး၍ပဲလားဖျားဤအရှိန်အဝါကြောင့်ပဲလားမသိသူလက်နဲ့တုံနေ၏ဆရာလည်းရှိခိုးပါဆရာဒါလီနဲ့အတူတူကုသိုလ်ယူပါနော်အလေကုမ္ပဏီရဲ့ receptioner တယောက်ကထွက်လာတဲ့စကားကအဆင့်မြင့်လာချီလားသူတအံ့တော်ပြုံးရည်၍ကောင်းညိတ်သဘောတူလိုက်မိသည်ဗုဒ္ဓဘာသာဝင်အမျိုးသမီးငယ်ကလေးတစ်ယောက်အဖြစ်စုဒါလီကိုသဘောကျသွားသည်အခန်း3ငွေဆက်ကူများကိုတရွက်ချင်းခတ်ဖြည်းဖြည်းရေတွက်နေသောလက်ချောင်းများရှည်လျားလာသည်စုဒါလီ၏လက်ချောင်းများကဲ့သို့ဖောင်းဤပြီး
အဖျားရှူးတွေ့လျသောလက်ချောင်းပုံစံမျိုးမဟုတ်ဆူဒါလီဤလက်လိုနူးညံ့ပျော့ပြောင်းပုံလည်းမရ4000လက်ရှိအမျိုးအစားဖြစ်သည်လက်တွင်လက်စွပ်တစ်ခုတစ်ခုမှမတွေ့ရလက်သေးများကိုတိရိတိတက်စွာညှက်ထားပြီးလက်သေးဆိုးစေးဆိုးမထားချေတာမန်အားဖြင့်ဆိုလျင်ရင်ကုန်ပွဲရာမကောင်းသောလက်ချောင်းများဟုဆိုရမည်သို့သောမြဲမြံတေချာမိလက်ချောင်းများဖြစ်သည်ယော့ဦးမင်းထီကြောကြည့်လိုက်ပါအောင်သူခပ်ပြုံးပြုံးဖြင့်ခေါင်းရမ်းပြလိုက်သည်သူမရည်တွက်နေတာကိုမြင်မိသားပါငွေဆက်ကိုစီးများကိုရှေ့မှချထားလိုက်သည်သူအဲဝတ်ပြုထားသောကော်ဖီကိုသူမလုံးဝမတောက်ရသေးပါကျမတိတ်ကျေးဇူးတင်တာပဲရှားပါလာသောသူမ၏စိတ်လိုလက်ရကျေးဇူးစကားကြောင့်သူနည်းနည်းပဝင်မြင့်ချင်တယ်လို့ဖြစ်သွားသည်ကျေးဇူးတင်ရင်ကော်ဖီတောက်ပါထိုအခါအံ့ဩဖွယ်ရပင်သူမလှစ်ခနဲပြုံးလိုက်လေသည်ပါးလျကျဲပြန့်သောပါဇက်ကပြုံးလိုက်သောအခါဆွဲဆောင်မှုများစွာဖြင့်လှပသွားတော့၏သူမ၏အပြုံးကိုပထမဦးဆုံးအကြိမ်မြင်ဖူးသည်၌သူငင်းမောမိသွားသည်ပြုံးလိုက်သောအခါမျက်လုံးများ၏အေးဆက်စိမ်းကားမှုကရော့နေသွားသည်အနှဲငယ်ရှိပြီးချွန်သောနှာခေါင်းကရဲမောလိုက်သောနှာခမ်းနှင့်အစဉ်ပြေစွာလှပသွားလေသည်အရက်ရှိသလောက်ခိုင်မတ်သောလယ်တိုင်းရှိသည်အဖြူရောင်ရှက်လက်ရှိကိုလယ်ပင်ကျဲသည့်အထိစစ်ပိတ်၍တတ်ထားသောကြောင့်ဒါလီလိုလယ်တိုင်းဝင်းဝင်းကလေးကိုဖြည့်ရှင်းစွာမမြင်ရပါဆွဲကြိုးမြင်မြင်ကလေးဆွဲရန်လိုမှမဟုတ်ဟုသူမစီမဆိုင်တွေးမိသည်ကော်ဖီကရုံးမာတင်ဖြော်တဲ့ကော်ဖီပါဒီနားမှာလက်ဖက်ရည်ဆိုင်နီးနီးမရှိဘူးလေနောက်ပြီးကျွန်တော်တို့ရုံးဆိုပေမဲ့အိမ်လိုပဲမိသားစုလိုပါပဲဧည့်သည်လာရင်ကိုဟာကိုစီစဉ်ရတာများတယ်ကော်ဖီဖြော်ပြီးသူကစုဒါလီဟန်ဖြစ်ကြောင်းသူမပြောဘဲထားလိုက်သည်ကော်ဖီတောက်လိုက်ပါအောင်မခင်မိုးမြင့်လောလောလတ်လတ်ကြိတ်ထားတဲ့ကော်ဖီမှုန့်ပဲတိတ်ကောင်းတယ်ငါလောကုတ်လောက်တာတာမန်ထက်များပိုသွားပြီလားစဉ်းစားမိသောအခါသူ့မျက်နှာကိုအနှဲငယ်တင်းထားလိုက်မိသည်သူမကကော်ဖီကိုတိတ်အရသာခံ၍မနေပဲခက်မြန်မြန်မောတောက်ချလိုက်၏ထို့နောက်သူမနှာချေလိုက်လေသည်သူအနှဲငယ်တနာစိတ်ဝင်သွား၏အေးဗျာခမည်းလာတဲ့အချိန်မှာမိုးကလည်းတအားသေးလိုက်တာအခုတလုံးမိုးကမပြတ်တလို့ပဲနော်ဒီစကားတွေကအပိုတွေဖြစ်နေပြီတူပါရဲ့မိုးတွင်းမှာမိုးရွာတဲ့အကြောင်းကရေကြီးခွင်ကျဲကိစ္စလည်းမဟုတ်သူမကအနက်ရောင်တရင်အိတ်ကလေးထဲမှစက်ကူလက်ကင်ဘွားကလေးတစ်စကိုဆွဲထုတ်လျက်မျက်နှာကိုပုတ်တက်ရင်နောက်တစ်ချိန်နှာချေလိုက်ပြန်သည်ဒီလိုပါပဲဘတ်စကားနဲ့တွားရတဲ့သူတိုင်းမိုးမိကြတာပါပဲဘတ်စကားတစ်စီးနဲ့တစ်စီးအကူမှာမိုးတဲရင်ထီးပါလဲကပဲလေကျမအမြဲမိုးမိနေကြပါဘတ်စကားနဲ့တွားရတဲ့လူဆိုသောစကားမှာသူ့ကိုရည်တယ်လို့ခံစားရသည်သူအမြဲယုံတို့လာတိုင်းဘတ်စကားကိုသာစီးရကြောင်းသူမတိမှသိပါမလားတပိုင်းဆိုရွှဲနေသောသူမဝတ်စုံကိုသူမတက်မတာကြည့်မိသည်ခမအေးမိတော့မယ်ထင်တယ်အပြန်မှာတိတ်စီစီးပြန်ဖို့ကောင်းတယ်သူတစ်ပါးဤကိုကြီးကိုတာတဲ့သို့ဝင်ဆွတ်မိသောမင်းထင်ကျော်ကိုသူမကခက်ဆူးဆူးတစ်ချက်ကြည့်၏သတိထားနေတဲ့ကြားကမှမှားပြန်ပြီသူအနှဲငယ်မနေတတ်မထိုင်တတ်ဖြစ်သွားသည်သူမကဘာမှပြန်မပြောဘဲငြိမ်နေသည်ဒုက္ခမိုးပေါ်သို့မိုးကြတမ်းများပြင်းထန်နေဆဲဖြစ်သည်ခဏကြာတော့သူမဖြက်ခနဲထရက်၏ကျမကိုပြန်ခွင့်ပြုပါဟာသူကမန်းကရန်ထရက်လိုက်သည်အပြစ်မမိုးသေးနေသေးသည်ခဏစောင့်မအောင်လားအမျိုးသမီးကပြုံးပြလေသည်ပန်းနုရောင်နှကန်းမှာနှကန်းသားပြောက်ွယ်လူနီးပါမြင်းခွေးကလေးဖြစ်သွားသည်ဒီလိုဆိုပြန်တော့မခင်မိုးမြင့်ကအိန္ဒြေရစွာလှပနေပြန်သည်လှပယုံမကချစ်ခင်နှစ်သက်ဖွယ်လည်းဖြစ်နေသည်ထိုမိန်းမကိုအလွန်ချစ်မြတ်နိုးသူတယောက်မကရှိနိုင်၏မိုးစင်းအောင်စောင့်နေလို့မဖြစ်ဘူးလေညနေစာစီစဉ်ဖို့တာဝန်နေနဲ့တူကတ်သောစပင်ယောက်ျားရှက်အင်ကြီးဖားဖားကြီးနဲ့မိဖို့ကြောင့်တွင်ချက်ပြုတ်လောက်ကင်နေသည့်မခင်မိုးမြင့်၏ပုံစံကိုတအံ့တအောမှန်းဆကြည့်ပြီးတော့သူရဲချင်သွားသည်သို့တော့သူမကထမင်းချက်ပြုတ်ပြုစုကျွေးမွေးရမည်ခင်မွန်းယောက်ျားရှိနေပြီလားဒါမှမဟုတ်သားသမီးတွေတွေးမိနေသောအခါအနှဲငယ်နှမျောသလိုခံစားလိုက်ရသည်အိမ်ထောင်ရှိသလားဟုမေးလိုက်ဖို့ကြပြန်တော့လဲခက်ခဲနေပြန်သည်
ဘာလို့မှလဲသူဟာသူအိမ်ထောင်မကားလို့ဘာကြီးပဲရှိကားဂိတ်တို့လိုက်ပို့ပေးဖို့စကားဆလိုက်လျင်တင့်တော်ပါမလားကားငါပေးလျင်ကောလိုက်လျောလွန်းရာကြနေမလားဖေတပည့်တူအပေါ်သူနောက်ထပ်တာဝန်ကျေဖို့လိုပါသေးသလားသူစဉ်းစားနေစဲမှာပင်တပီစားအောက်ပိုင်းဆိုရွှဲနေသောမခင်မိုးမြင့်သည်အခန်းအပြင်သို့ထွက်သွားတော့သည်သူထီးကိုဆွဲယူလျက်အပြင်ဘက်ထွက်လိုက်သွားရသည်ရုံးအဆောက်အုံအရှိပိုင်းသို့လှမ်းမိစဉ်မှာပင်တဖြန်းဖြန်းတဲပတ်သောမိုးစက်များကြောင့်သူ့အင်ကြီးနည်းနည်းဆိုသွားသည်သူမလှည့်ကြည့်သည်နေခဲ့ပါရပါတယ်နှစ်ယောက်ဆိုရတာအတိတ်ပဲမရှိပါဘူးသူရှက်သွေးဖြင့်ဖြန်းကလေးမျက်နှာနှွေးပူသွားကဘာဆက်လို့ရမှန်းမသိပဲနေရာမှာတောင့်ကြီးရလိုက်မိသည်သူမ၏ကြည်လင်သောမျက်နှာကိုမြင်မှအောင့်ထားမိသောအသက်ကိုအားရပါးရရှူလိုက်မိ၏ထို့နောက်သူမကခေါင်းတစ်ချက်ညွတ်ကနှုတ်ဆက်လျက်မိုးတဲတဲတွင်တလန်းချင်းထွက်သွားတော့သည်ပလက်ဖောင်းအတိုင်းမလုံမလဲထီးသေးသေးကလေးဖြင့်ခြေလန်းခက်ကြဲလှမ်းကမိုးတဲလေတဲတည်ငြိမ်စွာလမ်းလျှောက်သွားသောသူမကိုသူ့အကြာကြီးငေးကြည့်နေမိသည်မခင်မိုးမြင့်၏လမ်းလျှောက်ဟန်ကနှွယ်နှောင်းမှုမရှိသို့တော်ခန္ဓာကြီးကျယ်သည်မိမိဘဝကိုမိမိကျင့်နှံ့အားရသောလမ်းလျှောက်ပုံမျိုးဖြစ်၏တီလိုမိမမျိုးအိမ်ထောင်ပြုမှာမဟုတ်ဟုကိုလိုရာကိုဆွဲတွေးလိုက်သည်ထိုညတွင်သူတရေနိုးလာသောအခါဖြစ်တောင်ဖြစ်ခဲတော်တော်နဲ့အိမ်မပြောပဲဖြစ်နေ၏သူ့ရင်ထဲမှာလည်းလိုက်ဟာနွမ်းနယ်လျက်ရှိသည်ခေါင်းအောက်တွင်ဖြန့်ရှက်ထားသောလက်နှစ်ဖက်ကိုဘေးသို့ဆန့်ချလိုက်သောအခါအေးဆက်ဆက်မှွေရပြင်သည်ကျယ်ပြန့်လာ၏မှွေရကိုလက်ဖြင့်မတိမတာထိ၍ပုတ်တက်ကြည့်ရင်းကခဏအတွင်းမှာပင်နူးညံ့သိမ်မွေ့သောနာကျင်မှုတစ်ခုသူ့ရင်ထဲသို့ဖြင်းညင်းစွာဝင်ရောက်လာလေသည်ထိုနာကျင်မှုကလေးပျောက်ကယ်သွားမှစိုးရိမ်သလိုသူ့လက်ဝဲဘက်သို့ဖြည်းဖြည်းကလေးစောင်းအိတ်လိုက်မိသည်မိမိနဘေးတွင်နှွေးထွေးစွာအိပ်ပျော်နေသောတစုံတစ်ယောက်နိုးသွားမှစိုးရိမ်ဟန်အပြုမူမျိုးပင်ဖြစ်၏တရေနိုးအိပ်ရာထချိန်များတွင်မိမိနဘေးတွင်နှွေးထွေးစွာအိပ်ပျော်နေသောတစုံတစ်ယောက်နိုးသွားမှစိုးရိမ်ရသည့်ခံစားချက်မျိုးကိုသူလိုချင်လှပါသည်ယခုတော့သူ့ဘေးတွင်ဘယ်သူမှမရှိပါတခါတရံတော့သူ့ဘဝ၏အတိတ်ပဲမဲမှုကိုသူစိတ်ပြတ်လာသည်မနေ့အိယာထကော်ဖီတောက်အလုတ်သွားအလုတ်မှပြန်လာလျင်အခန်းထဲဝင်သူနှစ်သက်ရာဂီတကိုနားထောင်မေမေပြင်ဆင်ကျွေးမွေးသောညစာထမင်းစား Time New မဂ္ဂဇင်းများဖတ်နိုင်ငံတကာစီးပွားရေးစာဆောင်များဖတ်နောက်တစ်နေ့အလုပ်အတွက်ပြင်ဆင်အိတ်ဤတန်တရားသည်နေ့စဉ်လက်ပတ်လျက်ရှိသောအခါပြင်းရိညီငွေဖွယ်ကောင်းလာသည်အခြေအတင်ငင်းခုံရမည်အဖို့မရှိအလုံးမှအစင်မပြေမှုများပင်မနွမ်းနယ်မှုများကိုမျှဝေခံစားမိကျင့်ဖို့မရှိမိမိကိုနှွေးထွေးစွာနှစ်သိမ့်ပေးမိဇနီးမရှိမိမိကနှွေးထွေးစွာနှစ်သိမ့်ပေးရမယ့်ဇနီးမရှိရုံသွားရုံပြန်နှုတ်ဆက်ကြိုဆိုမိသူဇနီးမရှိသူပတ်သက်ဖူးသောမိန်းကလေးများကိုစဉ်းစားကြည့်မိတော့ခဝဝသာမှတ်မိသည်သူတို့နှင့်ပတ်သက်စဉ်ကထာဝရလက်တွဲပေါ်အဖြစ်တော်၎င်းမိမိတနာသမီးများ၏မိခင်အဖြစ်တော်၎င်းနည်းနည်းမှမစဉ်းစားမိခဲ့ကြောင်းသူဝန်ခံပါသည်အချစ်ရမတ်အလိုဆန္ဒပျော်ရွှင်မှုရင်ခုန်မှုများစွာသောမိန်းကလေးများထံမှအမျိုးမျိုးသူရရှိခဲ့သည်သို့သောယနေ့ညသူလိုအပ်သည်မှာသူရရှိခဲ့ဘူးသောအရာများမဟုတ်ပါဒါဖြင့်သူဘာကိုလိုချင်နေပါသနည်းညတကောင်ကျော်မနက်2 နာရီလောက်တွင်သူတီအိယာပေါ်မှလဲရောက်ရင်းမိုးစာဤပီယန်နိုခွန်ဆာတို့တစ်ခုကိုတူတူကလေးနားထောင်ရင်းသူမိထားခဲ့သောအရာသူလိုအပ်သောအရာကိုတိတိကျကျဆုံးဖြတ်ပြီးဖြစ်သွားသည်သူလိုချင်သည်မှာမိသားစုဘဝဖြစ်သည်မိမိ၏ကိုယ်စိတ်နှစ်ပါးကိုယုံကြည်စိတ်ချစွာပုံအပ်နိုင်လိုက်ရမည့်ထိုက်တန်သောဇနီးတစ်ယောက်၏မိမိ၏စောင့်ရှောက်ချစ်ခင်မှုကိုလိုလားသောသားသို့မဟုတ်သမီးတိုတောင်းကြမ်းတမ်းလာသောလူသက်တမ်းဘဝခရီးတွင်မိမိလက်တွဲပေါင်းစည်းရမည့်မိသားစုချစ်ချင်းမေတ္တာဖြစ်သည်သို့သောမိသားစုဘဝကိုမိမိမိသည့်ဇနီးမျိုးဖြင့်တိဆောက်ယူမည်နီရဲဘော်ရဲဘက်လိုဇနီးမျိုးလားမိမိကိုတဘဝလုံးပုံပေးပြီး
မိမိထားရနေဆေးရသွားနိုင်မဲ့ဇနီးမျိုးလားရခင်ပတ်သက်ခဲ့ဘူးသောမိန်းကလေးများကိုသူနည်းနည်းမှစိတ်မဝင်စားနိုင်ခဲ့ပါသူ့မှာလက်ရှိပတ်သက်နေသောသစိမ်းမိန်းကလေးမှာတယောက်တည်းသာရှိသည်၎င်းမှာစုဒါလီဟန်ဖြစ်သည်စုဒါလီဤလှပချုံးမွေသောမျက်နှာနုနုကလေးကိုဖြတ်ခနဲတွေးတော်စဉ်းစားရင်းကမစီမဆိုင်စွာအခြားသောအမျိုးသမီးတစ်ယောက်ကိုသူတတိရမိသွား၏စပင်တိုတိုယောက်ျားရှန်အင်းကြီးပွားပွားနှင့်လှစ်ခနဲပြုံးလိုက်သည့်မခင်မိုးမြင့်၏အပြုံးသည်လာရောင်တစ်ချက်ပြတ်သွားသလိုအလင်းနှန်းတစ်ခုလိုတောက်ပချိုးမြလာသည်သူမကိုတတိယမိသည့်အခါသူရှက်သွား၏BBIလန်းသည်ခါတိုင်းနှင့်များထက်ပိုမိုသားရအလျက်ရှိသည် BBIလန်းသို့လာဖို့သူရက်သက်တစ်ပတ်လောက်အာယူရသည်လာမဲ့လာဖြစ်တော့လဲအဝိုင်းကြော်အောင်မသွားရဲသလိုဖြစ်နေသည်သူသည် BBIလန်းအဝိုင်းလေးကိုပင်လက်ဝဲရဲ့ပြန်ပက်မိပြီးအဝိုင်းထိပ်ကအေးဆိုင်ကလေးတစ်ခုရှေ့မှာကားရက်လိုက်ရသည်ညနေ3:45မိနစ်မှာသူစပါကလင်ကိုစတင်တောက်သည်ထို့နောက်လမ်းဘေးသို့စိတ်ရှည်စွာအနှဲငယ်ရှက်ရွံ့စွာလှမ်းမြော်ကြည့်မိလေသည်အုံးခွန်ရောင်ဆန်နီပစ်ကတ်ကလေးကိုသူမမှတ်ပြီးပါဗလားမှတ်မိလိမ့်မယ်မထင်ပါသူမလမ်းလျှောက်လာတာကိုမြင်တွေ့ရရုံဖြင့်တော်ပြီလားဒါမှမဟုတ်သူ့ကိုသူမမြင်သွားလျင်ကျဉ်တ်ပြီလားဒါမှမဟုတ်စကားပြောရအောင်မလားသူတွေ့ဝေနေဆဲဖြစ်သည်မခင်မုံမြင့်ကလူရောကားရောမမှတ်မိနိုင်ပေမဲ့မဝေရတော့ကားကိုပြင်လိုက်လျင်သူမှန်းသိမှာပါမင်းထင်ပါလာလောက်တာလဲဟုမေးလျင်ဘယ်လိုလုပ်ရပါမလဲအတော်ပဲငါ့ကိုလိုက်ပို့စမ်းဟုခိုင်းလျင်တော့သွားပါပြီသူထိုင်ရာမှချစ်ချင်းထားရမိတော့မလို့ဖြစ်သွား၏အိုးမဝေတို့ဌာနကရုံးစင်းနောက်ကြရပါတယ်ကဲကွာတွေ့တော့လဲကောင်းကောင်းလိုက်ရုံပေါ့သူအားတင်းလိုက်သောအခါနေရာမှာဆွဲမြဲစွာထိုင်ဖြစ်သွားလေသည်ခဏအကြာတွင် E2000 ကားတစ်စီးပေါ်မှခိုးပြထဘီနှင့် VIP ဝန်ထမ်းအမျိုးသမီးအုပ်စုပါသွားတာမြင်လိုက်ရသည်ထိုကားရိတ်ခနဲဖြစ်သွားစဉ်ကြည်ရသမျှတော့မခင်မိုးမြင့်မပါဝင်ပါကျမ BBI လမ်းကိုလမ်းလျှောက်နေကြပါဘယ်တော့မှကားကြုံမစီဘူးဤအမျိုးသမီးသည်သူတစ်ပါးကိုကျေးဇူးတင်ရမည်အလုပ်မျိုးတတ်နိုင်သမျှမလုပ်လို့သူဖြစ်မည်သူ့ကိုမတက်တာလုံးရဲ့ကျေးဇူးတင်သွားရတာဖြစ်မည်နေစမ်းမအောင်သူမအတွက်ဘန်ကောက်မှမှာပေးရသောစာအုပ်များမှာဈေးကြီးလာသည်ကြောင်းပြီး၍အလုပ်ဝင်နေသူတယောက်သည်ဘာအတွက်ဤစာအုပ်များကိုဈေးမတန်တဆဖြင့်ဝယ်ယူတယ်လဲ MSc ဆက်ဖြေဖို့ဆိုလျင်တောင်း MSc ဘွဲကလေးတစ်ခုအတွက်မိញ្ញမ်းစာအုပ်တစ်အုပ်ကိုငွေထောင်နဲ့ချီ၍အကုန်ခံနေတယ်လို့ဖြစ်မနေဘူးလားဤဒီထဲမှဈေးအကြီးဆုံးစာအုပ်ကိုတော့သူမှတ်မိ၏ Micro Algae Biotechnology စာအုပ်အဖုံးမှာအစိမ်းရောင် algae 2မြင်3မြင်နဲ့ဓာတ်ပုံနဲ့ဟုမှတ်မိသည်မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံနဲ့ algae နဲ့ဆက်စပ်မှု၏တစ်ခုတည်းသောထွက်ကုန်မှာ Provimin ဆေးပြားဖြစ်သည်ဒါကိုတော့အန်နဝါဇီဝဗေဒကတိက၏သားအနေနဲ့ရေထွက်ပစ္စည်းမွေးမြူရေးကုမ္ပဏီ၏ရုံးမန်နေဂျာအနေနဲ့ရောသူဆက်ဆက်တွေးတောတတ်ပါသည်သို့သောထိုအကြောင်းချင်းရာထဲတွင်မခင်မိုးမြင့်ကမြည်သည့်အခန်းကဏ္ဍမှာပါဝင်နေသည်။၎င်းမှာယခုအချိန်အထိသူမသိရသေးသောမြုပ်ကွက်တစ်ခုဖြစ်သည်။သူမနှင့်ခင်မင်ရင်းနှီးလာသောအခါသူမ၏စကားတခွန်းတည်းဖြင့်အားလုံးရှင်းလင်းသွားပေလိမ့်မည်။သို့သောသူမနှင့်ခင်မင်ရင်းနှီးဖို့ဆိုတာသူထင်သလောက်လွယ်လိမ့်မည်မဟုတ်ပါ။စုဒါလီကုမ္ပဏီသို့စတင်အလုပ်ဝင်သည့်2ရက်မြောက်နေ့တွင်သူနှင့်ခင်မင်ရင်းနှီးပြီးပြီ။မခင်မိုးမြင့်နှင့်သူ3ကြိမ်စကားပြောပြီးတော့လဲစိတ်ငားနေစေတာဖြစ်သည်။အကယ်ဆိုလျင်မြန်မာနိုင်ငံမှာဝယ်၍မရသောစာအုပ်များနိုင်ငံခြားမှတကူးတကဝယ်ပါသေးသူကိုသူမဘယ်လောက်ကျေးဇူးတင်ဖို့ကောင်းသလဲ။သူအတွေးသူပြန်အံ့ဩသွား၏။သူမခင်မိုးမြင့်ထံမှဘယ်အရာတွေကိုမျှော်လင့်နေမိပါသနည်း။နောက်ထပ်ကိုပိုင်ကားတစ်စီးရုံးကားလင်းရိုဘာတစ်စီးဖြင့်ဖြတ်မောင်းသွားသည်အမျိုးသမီး3-4ယောက်စီပါသွားကြသည်ထိုအုပ်စုများတွင်မခင်မိုးမြင့်မပါဝင်နိုင်ပါ
ခဏကြာတော့အမျိုးသမီးအုပ်စုတစုခတ်သက်သွက်ရှောက်လာကြတာကိုလှမ်းမြင်ရသည်အဝိုင်းဤဟိုဘက်မှလှမ်းမြင်နေရကြတဲ့ကမခင်မိုးမြင့်မပါဝင်မှန်းသိလိုက်ပြီးမခင်မိုးမြင့်သားပါလျင်ဤအုပ်စုတွင်ဒိုးဒိုးတောင်တောင်မြင်မာနေမှာပါကံကောင်းထောက်မှစွာထိုအုပ်စုထဲတွင်မခင်မိုးမြင့်လည်းမပါဝင်ပါချေသူအနှဲငယ်စိတ်လှုပ်ရှားစွာပလတ်စတစ်ပိုက်တံကလေးကိုသုံးချိုးခောက်ပစ်လိုက်သည်4 နာရီထိုးပြီး5မိနစ်သူပန့်သက်တစ်ချက်ရှိုက်၍ဖန်ခွက်ကိုရှေ့တွန်းပစ်လိုက်သည်ထိုအချိန်မှပင်အဝိုင်းဤဟိုဘက်ထိပ်မှတယောက်တည်းလမ်းလျှောက်လာနေသောသူမကိုမြင်လိုက်ရလေသည်သူဒိတ်ခနဲရင်ခုန်လှုပ်ရှားသွားတော့လဲတွေးဝေးစားပင်ငေးမောကြည့်နေမိ၏ထိုင်ရမှထားနှုတ်ဆက်ရမည်လားဒီအတိုင်းပဲကြည့်ပြီးပြန်ရမလားကြည့်နေရင်မှပင်သူမကအဝိုင်းဤတီဘက်ထိပ်သို့ရောက်လာသည်ထလေအခုနေမြ мян ထားလိုက်သွားနှုတ်ဆက်ပေါ့သို့တော့သူအန်တင်းတင်းကြိတ်၍တီအတိုင်းထိုင်ကြည့်နေမိ၏သူမကလမ်းဤဟိုဘက်ချမ်းမှရှောင်နေသည်မို့သူ့ကိုလှမ်းမြင်ဖို့အခွင့်အရေးအလွန်နှဲပါသည်သို့တော့မျောလင့်မထားပါပဲမခင်မိုးမြင့်ကဆိုင်ရှိရပ်ထားသည့်ကားကလေးကိုလှမ်းကြည့်သည်ထို့နောက်တိတ်မကြမီပင်သူမ၏မျက်လုံးများဆိုင်ရှိရာသို့ရွှေ့ပြောင်းလာလေသည်သူဖြတ်ခနဲဝမ်းသာသွားသဖြင့်ပြုံးစားကြီးပြုံးပြလိုက်ဖို့မိရောကညာလက်ကိုသာမြောက်ပြနှုတ်ဆက်လိုက်သည်မခင်မိုးမြင့်ကမပြုံးမရဲမျက်နှာထားဖြင့်ခေါင်းတစ်ချက်ညစ်ကလမ်းဆက်လျှောက်သည်သို့တော့စောစောကလမ်းလျှောက်နှုံးကဲ့သို့ခတ်တွတ်မဟုတ်ဘဲခြေလမ်းခတ်စိတ်စိတ်ဖြည်းဖြည်းကလေးများဖြစ်လေသည်ဖျားရည်ငါ့ကိုမြင်တာငါကနှုတ်ဆက်တာတောင်ဒီဆိုင်ထဲဝင်မလာဘူးလားသူဒေါသထွက်သွားသည်မိမအင်ဒရီဆိုတာဒီလိုကြီးလားဒါဖြင့်ခြေလမ်းကိုဘာလို့နှိပ်ပစ်တယ်လဲဒါကငါ့ကိုအပေးနိုင်ဆုံးအခွင့်အရေးပေါ့လေငါကထထွက်သွားရမယ်သဘောလားသူစဉ်းစားမိတော့တစ်စက္ကန့်အတွင်းထရမိပြီးဖြစ်သွားသည်အေးဖို့မရှင်းရသေးပဲသူကမန်းကနန်းလမ်းဖြတ်ကူးလိုက်သည်သူလမ်းတစ်ဖက်ရောက်သွားတော့သူမကကြော်တင်မျောလင့်ထားသလိုပင်လှည့်ကြည့်ပြီးပြုံးပြသည်သူမျက်နှာနည်းနည်းပူသွားတော့လဲသူမ၏တောက်ပသောပြုံးရည်မှုကြောင့်စောစောကဒေါသကလေးလွင့်ပြောက်သွားတော့သည်ဦးမင်းထင်ကျော်ဒီတစ်ခါတော့ကျွန်တော်ကိုမှတ်မိသွားပြီပေါ့နော်သူမကရေမောရင်းပင်ခေါင်းတစ်ချက်ညှင်း၏ကားကလေးကိုအရင်မှတ်မိတာနံပါတ်ကိုမဟုတ်ဘူးလေချိတ်ထားတဲ့ကြောက်စိမ့်ဖျားရုပ်ထုကလေးကိုမှတ်မိတာတော်ပါသေးရဲ့အခုဘယ်လာတာလဲဟင်အော်ဟိုတင်မမဝေးစီမေမေကလှုပ်လိုက်လို့ပါကျွန်တော်အမဝင်ခွဲရှိတယ်လေ BI မှာဒါနဲ့မခင်မိုးမြင့်တခုခုတောက်ပါလားဟင်းနေပါစေကဲကျမသွားတော့မယ်နော်သူမခတ်တွတ်ဆက်လျှောက်သွားတော့ဤတေးလိုက်စမ်းပါတကယ်ဆိုကျွန်တော်မခင်မိုးမြင့်စီလာတာပါလို့ပြောလိုက်ပါတော့လားသူဦးကြောင်ကြောင်လှမ်းကကြံနေခဲ့သည်ထို့နောက်စိတ်ပြက်လက်ပြက်ဆိုင်ထဲပြန်ဝင်ကအေးဖိုးရှင်းလိုက်၏ယခုနေကားဖြင့်ပြန်ထွက်လျင်လမ်းထိပ်မရောက်မီလမ်းတစ်ဝက်မှာပင်သူမကိုမှီနိုင်သေး၏သို့တော့သူမလိုက်ရဲပါမမဝေကိုလာဆောင်သူကမမဝေနဲ့မတွေ့ပဲသူမစီလိုက်လာလျင်သူမကဘယ်လိုကောက်ချက်ချမိလဲသူဒီလောက်မျက်နှာမပြောင်ရဲပါကျောင်းတုံးကလိုစိတ်မျိုးသားဆိုလျင်တော့မဟုတ်ဘူးခမကျွန်တော်ကစောစောကညာပြောလိုက်တာအမှန်ကကျွန်တော်မခင်မိုးမြင့်စီတက်လာတာပါဟုနောက်ကလိုက်ပြောမိယခုတော့သူ့အသက်လည်း26နှစ်ရှိပြီဂုံတိတ်ခါရှိအိန္ဒြေရှိရဲ့လူကြီးလူကောင်းတစ်ယောက်လိုဖျားရည်ငါဒီမိန်းမကိုစူးစမ်းနေတာလားတွေးမိသွားသောအခါသူတော်တော်ရှက်သွားသည်ကားထဲမှာတောက်နှောင်ကြီးထိုင်နေမိလေသည်အခန်းလေးနောက်တစ်ချိန် PPI တို့သွားဖို့လဲနောက်ထပ်ရက်သက်တစ်ပတ်အတွက်အချိန်ယူရပြန်သည်ဤဒီတစ်ခါလဲ PPI လမ်းအဝိုင်းလေးထိပ်ရှိအေးဆိုင်ကလေးတွင်ကားရပ်ပြီးရခင်တစ်ပတ်ကလိုပင်စပါကလင်းမှ၍တောက်ရလေသည်ရာသီဥတုကအနှဲငယ်အုံမိုင်းတော့လဲမိုးလုံးဝမရွာသေးပါရေခဲတုံးကလေးများကိုပိုက်တံဖြင့်ဆော့ကစားရင်စုဓာလီဤလှပသောမျက်ဝန်းကလေးများကိုသတိရနေသည်ရေခဲတုံးကလေးတွေလိုကြည်လင်သောမျက်လုံးကလေးများနူးညံ့အေးမြသောမျက်ဝန်းကလေးများပင်ဖြစ်သည်ဆရာဒီနေ့ညဒင်နာမှာကုတ်အင်းကြီးပေါ်ထိုးဖို့ဒါလီနှဲစီပန်းကလေးတစ်ပွင့်ယူလာခဲ့မယ်နော်တိတ်လာတဲ့ပန်းကလေးဖြူစွတ်နေတာပဲ
ဒါလီပန်းအုပ်ကလေးကပွင့်လာလေခတ်စောစောကရုံးမှထွက်ခါနီပြောခဲ့သောစကားတန်ကလေးကိုအမှတ်ရမိသည်ညနေ6 နာရီတွင်စထရင်ဟိုတယ်မှာညစာစားပွဲရှိသည်ဟာကွာဒါလီကလည်းပန်းကြီးနဲ့ဆိုကြောင်တောင်တောင်နေမှာပေါ့သူရှက်ရှက်ဖြစ်ညင်းတော့စုဒါလီကမျက်လုံးကလေးပြူပြသည်ဖြစ်မှဖြစ်ရလေအဖိုးကြီးတောင်ဟိုတနေ့ကပန်းကလေးတစ်ပွင့်ထိုးထားတာမတွေ့ဘူးလားဆရာကအခုမှအသက်ငယ်ငယ်ကလေးပဲရှိသေးတာဒါလီယူခဲ့မယ်နော်ဖေဖေတင်ပွင့်ဆရာတပွင့်လွန်ခဲ့သည့်တလားလောက်ကစပွဲတွင်စီးသွားကိုဟူ၍လယ်စည်းအစ်စ်ကလေးတစ်ခုသူမလက်ဆောင်ပေးခဲ့ဘူးသည်ကြက်သွေးရောင်ပေါ်တွင်အဖြူရောင်အဆက်ပြောက်ကလေးများပါသောလယ်စည်းဖြစ်သည်သူ့ကိုခင်မင်တွေ့တာပြီးသူ့လိုအချက်မှန်သမျှဖြည့်စွန်းပေးနိုင်မည့်မိန်းကလေးဟုသူရိပ်မိတော်လဲသူစိတ်ကအလွန်ဆန်းပြားစွာပင်တခြားမိန်းကလေးအပေါ်မှာအာယုံညှိတွေ့နေ၏လျှော်ဝဲသိပ်သီးသောထိုအမျိုးသမီးကိုသူအလွန်စိတ်ဝင်စားနေပါသည်စိတ်ဝင်စားခြင်းနှင့်ချစ်ချင်းအကြားတွင်အလွှာတစ်ခုခြားနေသေးသည်ဟုသူအကျွေးမရှိယုံကြည်သည်ထိုယုံကြည်ချက်ဖြင့်ပင်ကိုလိပ်ပြတတ်အောင်ကြိုးစားလျက် VIP လမ်းသို့နောက်တစ်ခေါက်သူရောက်လာခဲ့လေသည်4 နာရီထိုးပြီးသည့်အထိမခင်မိုးမြင့်၏အရေးအရာကိုမမြင်ရပါရုံကားများကိုပိုင်ကားများ4-5 စီးဖြတ်သွားပြီးသမျှတွင်လည်းသူမပါမသွားပါအုပ်စုလိုက်ခြေချင်းလျှောက်လာကြသောအမျိုးသမီးဝန်ထမ်းများတွင်လည်းသူမမပါဝင်ခဲ့ပါအေးကိုသူအချိန်ဆွဲ၍တောက်နေသည်ဖြစ်ရာယခုဆိုလျင်ရေခဲများအားလုံးအရေးပြောပြီးဖွန်ခွက်ဤအေးဆက်မှုပင်လျော့နေသွားပြီမခင်မိုးမြင့်ကတော့မလာသေးပါသူ့ရင်ပူလာ၏မခင်မိုးမြင့်ဤအရေးအရာကိုမမြင်ရတော့လဲသူ့အမကတော့ဆိုင်ရှိရောက်လာခဲ့သည်သူ့ကိုမြင်တော့မဝေအလွန်အံ့ဩသွားပုံရ၏သူလက်မြောက်၍ပြုံးပြလိုက်တော့မကဆိုင်ထဲဝင်လာသည်မင်းထင်ဘယ်လာတာလဲမကိုအမှန်အတိုင်းပြောဖို့ဖြစ်ပါမလားဟုသူစဉ်းစားသည်အတိတယောက်လားဆောင်တာပါမကအမျက်ခုံးပင်၍ပြုံးစစ်စစ်ကြည့်၏မင်းအတိကမင်းကလေးမဟုတ်ရဲ့လားသူဝန်ခံတယ်လို့ညင်နေလိုက်သည်တွေ့ပြီးပြီလားဘယ်သူလဲမခင်မိုးမြင့်နဲ့ BPI ကဘယ်ဌာနကလဲမသိဘူးဟုတ်တော့မဤအမေရိကန်ကလိုအပ်သည့်ထက်ပို၍ကျဲသွားသောကြောင့်သူရှက်သွား၏BPI မှာဌာနတွေအများကြီးဝန်ထမ်းတွေကလည်းအများကြီးဘယ်ဌာနကမှမသိရင်ရှာဖို့ဘယ်လွယ်မလဲအဲ့ဒါကြောင့်ကျွန်တော်ဒီရှေ့ကနေစောင့်နေတာပေါ့ကားကြုံနဲ့ပါသွားရောပေါ့ဟဲ့သူမဘယ်တော့မှကားကြုံမစီကြောင်းသူမပြောဘဲမြို့သိပ်ထားလိုက်သည်မဝင်းနဲ့စကားပြောနေဆဲမှာပင်သူမျက်စိကလမ်းပေါ်ရောက်နေ၏မိခိုးပြရောင်ရက်ခနဲ့တွေ့လိုက်တိုင်းသူတစ်ချက်လှမ်းကြည့်မိသည်မဝေကိုသူအေးတပလင်းမှပေးရင်အဖော်လှုပ်ခမ်းရလေသည်အိမ်နိုင်ရာရောက်ပို့ပေးရန်ကတိဖြင့်မဝေကသူ့အနီးတွင်ထိုင်ဆောင်ပေးသည်သူစီကပတ်စံတောင်းလိုက်တာအတွက်မှားပြီးလိုနေလို့မရဲ့အဲ့ဒါသူ့ကိုပြန်ရှင်းရအောင်ပါသူအဆက်မရှိအကြောင်းပြချက်ပေးပြီးတော့မကငါသိပါတယ်ဟူသောပုံစံမျိုးဖြင့်ခပ်ပြုံးနေလေသည်စိတ်ထဲကတော့တီလိုညာပြောမိသည်ဖြင့်မခင်မိုးမြင့်ကိုတောင်းပန်လိုက်ရသည်ညနေ4 နာရီခွဲပြီးသည့်အထိလူရှင်းလင်းသွားသည့်အထိမခင်မိုးမြင့်ပေါ်မလာသောအခါယနေ့အဖို့သူလက်လျှော့လိုက်ရတော့၏နောက်တစ်ပတ်တွင်သူဆွဲမလျှော့ပဲဆက်ဆောင်၏သို့သောမခင်မိုးမြင့်ရောက်မလာခဲ့ညနေ3 နာရီမိနစ်20မှ4 နာရီခွဲအထိအဝိုင်းထိပ်အေးဆိုင်တွင်ထိုင်ရသောအကြိမ်ပေါင်းများလာသောအခါဆိုင်ရှင်များနှင့်ပင်အသည့်အကျွမ်းဖြစ်နေပြီသို့သောမခင်မိုးမြင့်ကိုတော့အရေးအယောင်များပင်မမြင်ရပြီသူမရုတ်တရက်ဘာကြောင့်ပြက်ကွယ်သွားရတာလဲသူမ BPI မှာအလုပ်လုပ်တာမှဟုတ်ရဲ့လားတို့လော BPI ဝန်ထမ်းဖြစ်တာတော့သိချပါသည်တန်တရားဖြစ်เสียမဟုတ်ပါဖြစ်နိုင်သည်ကသူမခွင့်ရရှိယူခြင်းဒါမှမဟုတ်အလုပ်ထွက်ခြင်းပင်နေသူမ၏အိမ်လိပ်စာကိုလည်းမသိရလှည့်တန်းမှတ်တိုင်အနီးတွင်သူမဆင်းသွားခဲ့ရုံနဲ့ဘယ်လိုသူရှာရမည်နည်းရက်သက်တစ်ပတ်4 ပတ်တိတနင်္လာနေ့တိုင်းသူဆောင်ပြီးသောအခါသူလုံးဝလက်လျှော့လိုက်လေသည်အလုတ်လောက်ရာတွင်အစင်မပြေမှုတွေပိုများလာ၏တခါတရံစကားပြောရာတွင်လေသံအနှဲငယ်မာထွန်သွားသည်ကိုကိုယ်တိုင်သတိထားမိသောအခါတွင်တော့စိတ်ကိုပြန်လျှော့ယူရသည်မခင်မိုးမြင့်အပေါ်သူရှုံးနှိမ့်တယ်လို့ခံစားရသည်အနဝါဇီဝဗေဒဘွဲရဟူသောဂုံပုတ် BPI ဝန်ထမ်းသော
အလုံးမခင်မိုးမြင့်ဟူသောနာမည်ထိုသဲလန်စ၃မျိုးပေးပြီးချက်ချင်းပြောက်ွယ်သားသောထိုအမျိုးသမီးကိုမေ့ပစ်ဖို့မလွယ်ကူမှန်းတိတ်တဆိတ်ဝန်ခံလိုက်ရတော့သည်ရက်ပေါင်းများစွာမကြာခဏသတိရမိပြီးနောက်မခင်မိုးမြင့်နဲ့ပတ်သက်သည့်သတင်းတစုံတရာရရှိရန်တခုတည်းသောနီလန်းမှာမော်လမြိုင်တက္ကသိုလ်ရှိသူဖခင်ပင်ဖြစ်ကြောင်းသူတေချာသွား၏သို့တော်ဖေဖေကိုမိန်းမတစ်ယောက်အကြောင်းမေးဖို့တော်တော်တတိကောင်းမှဖြစ်မည်ဖေဖေ၏အထင်သေးရှုပ်ရှားမှုကိုခံပြီးမင်းမြန်းရလောက်အောင်ထိုအမျိုးသမီး၏အကြောင်းအရာကသူ့အတွက်ထိုက်တန်မရဲ့လားကိုတိတ်တခိုးစိတ်ဆွေးမိ၏မိမိကိုမိမိယုံကြည်စိတ်အပြည့်ဖြင့်အိန္ဒြေချင်လန်းများပင်သူ့အတွက်ထိုက်တန်နေပါသည်စူရဲတောက်ပသောမျက်ဝန်းများဘာကိုမှဂရုမထားသည့်အိန္ဒြေကြီးသောနှက်ခမ်းများခိုင်မတ်သောလယ်တိုင်းကိုမြင့်၍လမ်းလျှောက်တတ်သောဟန်များအနှဲငယ်ဖြော့မှိန်သောဝတ်စုံဖြော့အောက်မှရဲရင်တောက်ပသောအတွင်းစိတ်ကိုသူမြင်နေရသည်သူဆုံးဖြတ်ချက်ချလိုက်၏ဖေကိုမေးရမည်ဖေရန်ကုန်ပြန်ပြောင်းလာဖို့ရက်အနှဲငယ်များသာလိုတော့သည်ကံအားလျော်စွာတညနေသူအိမ်ပြန်ရောက်သောအခါဖေနဲ့မေမေတယ်လီဖုန်းပြောနေ၏ခါတိုင်းမေမေတို့စကားပြောနေလျင်ဘာတိဘာသာတစ်ချက်ကြည့်လျက်သူအခန်းထဲတောင်းဝင်လေးရှိသောမင်းထင်ကျော်သည်တီတခါတော့မေမေအနားမှာကပ်၍ရက်မိနေသည်အဲ့ဒါတော့ကျမပဲသိမလဲအကိုရဲ့သွားမိကြည့်ရမှာပေါ့ဟူသောစကားကိုကြားရကြတဲ့ကဖေနဲ့စကားပြောနေမှသူတည်သွားသည်မေမေကအနားလာရသောသားကိုပြုံးပြလျက်သားဖေနဲ့စကားပြောအောင်မလားဟုအလိုက်တတိမေး၏သူမေမေကိုကျေးဇူးတင်စွာကမန်းကရန်ကောင်းငင်းလိုက်သည်လက်ဆွဲအိတ်ကိုကလတ်ထိုင်မောချထားလိုက်ပြီးစကားခွက်ကိုလှမ်းယူလိုက်သည်ဖေဘာပြောမလို့လဲအရင်လာတော့ငါဖေတပည့်တယောက်ကျွန်တော်စီကိုလာတယ်လေဘယ်သူလဲမခင်မိုးမြင့်ငါမသိပါဘူးလို့ဖေပြောလိုက်ရင်ဒုက္ခပဲအော်အေးခင်မိုးမြင့်တို့ကိုသားလိုက်စာထည့်ပေးလိုက်တယ်ဒီတော့ကျွန်တော်ဖေမျက်နှာနဲ့သူလိုချင်တဲ့စာအုပ်တွေကိုဘန်ကောက်ကနေမှာပေးလိုက်ပါတယ်ဒါပေမဲ့ဘာပြဿနာရှိလို့လဲကွအခုချိန်ကစပြီးမူသား300တော့မယ်ကျွန်တော်သူ့စီကယူထားလိုက်တဲ့ပတ်စံကလိုနေတယ်ဖေဘတ်100လောက်ကွာနေတာအဲ့ဒါအမလီမင်းထင်ရ$5လောက်များစကားတဲ့ထည့်ပြောမနေစမ်းပါနဲ့ဟာသွားပြီဘတ်900လောက်လို့ပြောလိုက်မိရင်အကောင်းသားဘာပဲဖြစ်ပေါ့လေပြန်တောင်းဖို့မတောင်းဖို့ထက်တိအောင်တော့ပြောပေးပါနော်ဟာသူနဲ့ဖေနဲ့ကအဝေးကြီးกว่าနည်းနည်းတော့နီးစပ်လာပြီသူအားတက်သွားသည်သူကမော်လမြိုင်မှာမဟုတ်ဘူးလားဖေဘယ်ဟုတ်မလဲသူကတွင်းတောင်မှာတွင်းတောင်သူတအံ့တော်ငြိမ်သက်သွားသည်ယခုဆိုလျင်သူ့တွင်ဖြစ်ပေါ်နေသောပြဿနာအလုံးကိုရှင်းရှင်းလင်းလင်းသိသွားပါပြီအစိမ်းရောင်LG မြင်ကလေးများ၏မျက်နှာဖုံးဓာတ်ပုံဖြင့်အနု LG စာအုပ်ကိုမျက်စိထဲဖြတ်ခနဲမြင်ရောက်သွားသည်အနဝဇီဝဗေဒနဲ့မြန်မာနိုင်ငံဆေးဝါးစက်ရုံ၏တစ်ခုတည်းသောဆက်သွယ်မှုမှာပရိုဗီမင်ဆေးပြားဖြစ်ပြီးထိုပရိုဗီမင်ကိုစပရူလိုင်းနာLG မှထုတ်ဖော်ကြောင်းလူတိုင်းသိပါသည်မခင်မိုးမြင့်အနဝဇီဝဗေဒစပရူလိုင်းနာခေါ်အနု LG စိမ့်မြရည်ညှိတွင်းနောင် BPI သို့တော့တွင်းနောင်ကိုမသိဘူးလို့တော့မပြောလိုက်နဲ့နော်မင်းထင်ဟာဖေကလည်းဖေတို့ကုမ္ပဏီက office manager ပဲဗျဒီလောက်မအပါမလားဟိုတနေ့ကတောင်တွင်းနောင်ကမှာတဲ့ gas wire တွေကိုစီးရင်လောက်ရသေးတယ်ဒါပေမဲ့ကျွန်တော်မရှင်းတာတခုရှိလို့ဘာသိချင်လဲသူနည်းနည်းအာယူလိုက်၏အော်ဟိုတလောတော့ကအဲ့ဒီမခင်မိုးမြင့်ကို BPI မှာရုံးစင်းတာတွေ့ဘူးလိုက်လေအဲ့ဒါတစ်ဖက်ကငြိမ်သက်သောသဖြင့်သူလှန်သွားသည်လိုတာထက်ပိုပြီးပြောလိုက်မိပြီလားဖေကငါလိုချင်တာကိုသိသွားပြီလားအဲ့ဒါတော့ဖေမသိဘူးတင်နန်းလာတတ်တာဖြစ်မှာပေါ့တွင်းနောင်ကစစ်မှုတဲ့ဝန်ကြီးဌာနအောက်မှာမဟုတ်လားတွင်းနောင်ကဝန်ထမ်းတွေကို BPI ဝန်ထမ်းအဖြစ် BPI ရာထူးနဲ့ခန့်ထားတယ်ထင်တယ်ဖေသိမ့်မသေးချဘူးသားဟာရပါတယ်ဖေအရေးမကြီးပါဘူးတီလောက်ဆိုရင်ကျေးဇူးကြီးမှလှပါပြီဘာသိချင်သေးလဲမင်းထင်သူရှက်သွား၏သိချင်တာကတော့သူမအိမ်ထောင်ရှိမရှိဆိုတာပါပဲသို့တော့ရပါပြီတစ်ဖက်မှအဆက်အသွယ်ပြတ်သားသည့်တိုင်သူတယ်လီဖုန်းကိုကင်ထားမိဆဲဖြစ်သည်
ဝေးလာချီလာမခင်မိုးမြင့်ရေမိမတယောက်အတွက်ပေးရမည့်အချိန်တွေကများလွန်းလာပါလားသို့တော့ဤလျှက်ဝက်သိတည်သောမိမအတွက်သူ့မှာရှိသမျှအားလက်ချိန်အားလုံးဆုံးရှုံးခံဖို့သူဆုံးဖြတ်လိုက်ပြီးဖြစ်သွားသည်မြန်မာနိုင်ငံ၏တွင်းတောင်များဟူသောစာအုပ်ကိုဘေးသို့ချထားလိုက်ပြီးမနေ့ညနေကမမဝေကိုပေးထားသော BPI ကစာအုပ်ပပကလေးကိုသူကောက်ကင်လိုက်သည်မြန်မာတဘာဝစပရူလိုင်းနှင့်ပရိုဘီမင်ဆေးပြားများဟူသောအင်္ဂလိပ်ဘာသာဖြင့်စာတမ်းကလေးတစ်စောင်ကိုဖြစ်သည်ကျဲလိုက်စိတ်လိုက်ဖြစ်နေသောစပရင်ပုံရင်းညိပင်ကလေးများကိုအတိတ်ပဲမရှိငင်းမောနေမိ၏ဤကုမ္ပဏီသို့ပြောင်းရွှေ့အလုပ်ဝင်သည်မှာလပိုင်းသာဖြစ်တော်လဲဤရင်းညိပင်အမျိုးအစားနဲ့သူမစိမ့်ပါသို့တော့ဘယ်တော့မှလည်းစိတ်ဝင်တစားမလစ်လာခဲ့မိပါဤအပင်ငယ်ကလေးများသည်အပူပိုင်းဒေသအဲကာဒီတက်များသောရေကန်များတွင်ပေါက်သည်စပရူလိုင်းများကိုမက္ကဆီကိုနိုင်ငံတွင်16ရာစုအထိကြဲကြဲပြန့်ပြန့်စားသုံးခဲ့ကြသည်အာရီကန်လူမျိုးများကတော့ချက်ဘစ်ရေကန်စပရူလိုင်းနာကိုယခုထိစားသုံးနေကြဆဲဖြစ်သည်မခင်မိုးမြင့်ခမည်းတော်ဒုက္ခပေးတာပဲချွန်မြသောနှာခေါင်းပေါ်ရှိတွဲလွဲခိုနေသောမိုးဆက်ကလေးကိုသူမြင်ရောက်လာသောအခါရင်ထဲမှနူးညံ့သောခံစားချက်တစ်ခုဝင်ရောက်လာ၏သူအမျိုးအစားမခွဲခြားတတ်သောခံစားချက်ဖြစ်သည်ထိုခံစားချက်မြင်မြင်ကလေးကြောင့်ပင် office manager တယောက်အတွက်စိတ်မဝင်စားဘဲနေရနိုင်သောရည်ညှိအကြောင်းသူကြိုးစားပန်းစားဖတ်နေမိလေသည်မြန်မာနိုင်ငံတွင်လည်းမုံရွာခရိုင်ဘုတလင်အနီးတွင်ရှိတွင်းတောင်ဟုခေါ်သောမိတော်ဟောင်းကြီး၏အဝတွင်တဘာဝအလျောက်စပရူလိုင်းနာပလာတင်စစ်ပေါက်ရောက်လျက်ရှိသည်မော်လမြိုင်တက္ကသိုလ်အနဝသိပ္ပံဌာနရှိသိပ္ပံပညာရှင်များနဲ့အနဝဇီဝဗေဒပညာရှင်များစုပေါင်းစူးစမ်းမှုနဲ့အတူမြန်မာသိပ္ပံပညာရှင်များ၏ပူးပေါင်းဆောင်ရွက်မှုဖြင့်မြန်မာစပရူလိုင်းနာကိုရိတ်သိမ်းပြီးအမှုန့်ပြုလုပ်နိုင်ခဲ့သည်မေမေ၏တွင်းတောင်အပေါ်စိတ်ဝင်စားမှုကတော့တစ်မျိုးတွင်းတောင်များစာအုပ်ကိုမြင်သွားစဉ်ကသူ့ကိုစကားတခွန်းပြောခဲ့သည်အဲ့ဒီတွင်းတောင်ကထွက်တဲ့တွင်းပိုးကတိတ်စားလို့ကောင်းတာတားရဲ့လက်ဖက်အကျော်ဆုံးနဲ့စားရတာလေပဇွန်6လို့ပေါ့တိတ်ချိုတယ်တဲ့လူတကိုမှအကြိတ်တစ်မျိုးပေါ်မိမိရာဟုရေမော၍ထောက်ခံလိုက်ရတော့လဲမင်းထင်ဤအကြိုက်ကတွင်းပိုးမဟုတ်ပဲမခင်မိုးမြင့်ဖြစ်နေမှမေမေတီသွားလျင်တော်တော်ရဲမှာပဲဟုတွေးမိ၏သူစပွဲပေါ်တွင်အေဂျင့်ကုမ္ပဏီမှကြော်ညာစာအုပ်များဖြင့်ရှုပ်ပွားလျက်ရှိ၏သူတို့ကုမ္ပဏီနှင့်ဆက်သွယ်သောနိုင်ငံခြားကုမ္ပဏီများတွင်အင်အားအကောင်းဆုံးသောအေဂျင့်ကုမ္ပဏီဖြစ်သည်တပတ်အတွင်းမင်းထင်ကျော်သည်ပစ္စည်းကြော်ညာများစာအုပ်ကြော်ညာများကိုအထက်ထပ်ဖတ်နေရင်းကစိမ့်မြရည်ညှိထုတ်လုပ်မှုနှင့်ပတ်သက်သောပစ္စည်းစုံတရားကိုရှာဖွေသည်ကုမ္ပဏီတွင်အလုပ်လုပ်နေတာလားမိမိကိုယ်ကျိုးအတွက်အလုပ်လုပ်နေတာလားဒါမှမဟုတ်မြန်မာနိုင်ငံအတွက်အလုပ်လုပ်နေတာလားသူဟာသူပင်မဝေခွဲတတ်ပဲဖြစ်နေ၏တေချာတီကတော့သူရှာဖွေနေသည်မှာတစ်ချက်ခုတ်လျင်အ ਨੇ ဆုံးနှစ်ချက်ပြတ်မိအရာတစ်ခုဖြစ်သည်မခင်မိုးမြင့်နဲ့လည်းအဆက်အသွယ်ရလို့သည်ယောက်ျားတိတ်ခါလည်းမထိခိုက်မှဖြစ်မီကုမ္ပဏီအတွက်လည်းဈေးကွက်အသက်တစ်ခုရခြင်းသည်နောက်ဆုံးတော့သူလိုချင်သည့်အရာကိုတွေ့သွား၏